ဒီကနေ့သာသနာတော်နှစ်2565ခုကောဇာနှစ်1383ခုဝါကောင်လာပြီးကျော်10ရက်2021ခုနှစ်6လပိုင်း1ရက်ဗုဒ္ဓဟူးနေ့ညချမ်းခါကာလမှာစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့ရွှေမဝံရပ်ကွက်သစ္စာရွှေစီကျောင်းတိုက်အတွင်းမှာဘုံဘုံတို့မင်္ဂလာတရားတော်ဆိုပြီးတော့38ဖြာမင်္ဂလာတရားတော်ဆိုပြီးဟောလာတာဒီနေ့ကာရဝောဇနိဝတောဇအစာချီတဲ့ဂါထာတော်ကိုရောက်လာပြီပေါ့နော်အပိုင်း20ဖြစ်မယ်ပေါ့နော်မင်္ဂလာတရားတော်အပိုင်း20ကာရဝောဇနိဝတောဇတန်တုဋ္ဌိဇကတိညုတာကာလေနဓမ္မတဝနံဧတံမင်္ဂလမௌတ္တမံတဲ့ဒေဝဗုဒ္ဓတိလိုရေးနဲ့မေးလျှောက်လာတဲ့ဥနတယောဂါရဝောဇအကျဉ်ယူသေးတိုက်သူတို့ကိုယူသေးခြင်းသည်၎င်းယောနိဝတောဇအကျဉ်မိမိကိုယ်နှိမ့်ချခြင်းသည်၎င်းယာတန်တုဋ္ဌိဇအကျဉ်ရောင်ရဲလွယ်ခြင်းသည်၎င်းယာကတိညုတာဇအကျဉ်ပြုခဲ့ဘူးသောကျေးဇူးကိုတိတူ၏အဖြစ်သည်၎င်းကာလေနတင့်လျော်သောအခါ၌ယံဓမ္မတဝနေစအကျင့်တရားနာယူခြင်းသည်၎င်းအဋ္ဌိရှိ၏ဧတံဤ၅ပါးသည်ကဥဒ္ဓမံကောင်းမြတ်သောမင်္ဂလာတရားပေတည်းတဲ့သူရေကံဆိုတော်ဘုရားကြီးရဲ့နေသေးရနော်ဒါလေးကိုဘုန်းဘုန်းတို့ဆရာကြီးတကုံဥထုံးမြင့်ကဘလို့ရေးထားတော့ဗုဒ္ဓဘာသာဝင်တို့ရဲ့နှုတ်ထဲမှာဒီမင်္ဂလာတရားတော်ဒီဂါထာတော်နဲ့ပတ်သက်ပြီးတော့မင်္ဂလာကြပြလေးဘလို့ရှိနေတော့အသက်ဂုံဝါကိုယ့်ထက်ကြီးကစိကခါစားယူသေးသေးမာနတကုံဂုံမကြွနဲ့ကိုနှိမ့်ချအမြဲနေလောဘအပူလိုမလိုက်နဲ့ကိုထိုက်တာနဲ့ခြေနဲ့လေကိုဘောပြုဘူးသူကျေးဇူးအထူးသိတတ်စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေတဲ့မင်္ဂလာတရားဒီဂါထာဖြင့်ဘယ်နှပါးပြထားတုံးဆိုတော့ကာရဝောဇနိဝတောဇတန်တုဋ္ဌိဇကတိညုတာကာလေနဓမ္မတဝနံ5မျိုးပြထားတယ်နော်ဆရာကြီးတကုံဥထုံးမြင့်ရဲ့ကြပြလေးကအလုံးကိုပြည့်စုံအောင်ကောင်းတယ်လို့ပြောရနော်ကာရဝောဇကိုဆိုဆရာကြီးကဘယ်လိုရေးတော့အသက်ဂုံဝါကိုယ့်ထက်ကြီးကစိကခါစားယူသေးသေးကိုယ့်ထက်အသက်အားဖြင့်ဂုံအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုတန်ဖိုးထားတဲ့စိတ်လေးစားတဲ့စိတ်နဲ့ရိုးသေးသေးဆက်ဆံရမယ်ရိုးသေးနိုင်ရမယ်လေးစားနိုင်ရမယ်အဲ့ဒါကိုကာရဝောဇအဲ့ဒါဘုန်းဘုန်းတို့ဒီကနေ့ဒီမင်္ဂလာ၅ပါးထဲကကာရဝောဇဆိုတဲ့ကာရဝမင်္ဂလာကိုဘုန်းဘုန်းတို့45မိနစ်တနာရီခန့်အချိန်ယူပြီးတော့ပြောသွားမယ်ပေါ့နော်အဲ့တော့ပြောနေတာလေးတွေဘုန်းဘုန်းတို့ဒီမှာမှတ်ထားပါတယ်အဲ့တော့တနာရီအတွင်းတော့ပြီးအောင်ပြောမယ်ပေါ့အဲ့တော့ဂါရဝဆိုတာဘာလဲလို့မေးရင်ယူသေးတာကာယကံအဖြစ်ယူသေးတဲ့အမူအရာဝစီကံအဖြစ်ယူသေးတဲ့အပြောဆိုမနောကံအဖြစ်ယူသေးတဲ့စိတ်တော့ယူသေးတဲ့ယူသေးတိုက်တဲ့အရာတွေရဲ့ပုံမှာစိတ်ထဲကအလေးကရုထားပြီးတော့ယူသေးနိုင်တာယူသေးတယ်ဆိုတာစိတ်ထဲကတန်ဖိုးထားမှုလေးစားမှုပါမှဖြစ်နိုင်တဲ့ကိစ္စပေါ့နော်ဒါကြောင့်ဂါရဝကိုအဓိပ္ပာယ်ကြည်ကြည်ပြန့်ပြန့်နားလည်ရမယ်ယူသေးနိုင်တဲ့သဘောလေးစားနိုင်တဲ့သဘောတန်ဖိုးထားနိုင်တဲ့သဘောဘာတွေရဲ့ပုံမှာယူသေးရမှာတော့လေးစားရမှာတော့အကျဉ်းမြင်အဖြစ်တော့အသက်ဂုံဝါကိုယ့်ထက်ကြီးကကိုယ့်ထက်အသက်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်ကိုယ့်ထက်ဂုံအားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်အသက်ကြီးတယ်ဆိုတာကတော့သိရှင်းပြစရာမလိုပါဘူးလွယ်လွယ်ကူကူသိနိုင်တယ်သူကကိုယ့်ထက်အရင်မွေးရင်ကိုယ့်ထက်အသက်ကြီးတာပေါ့ဂုံကြီးတယ်ဆိုတာကြတော့နည်းနည်းလေးနားလည်ဖို့လိုမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဂုံဆိုတာဘာကိုပြောတာတော့နော်လောကီဂုံပကသနာတွေကိုပြောတာမဟုတ်ဘူးတဲ့ပြောရရင်သီလဂုံသမာဓိဂုံပညာဂုံ
နော်သူတော်ကောင်းတရားနဲ့ပြည့်စုံမှုကိုဒီနေရာမှာဂုံလို့အကြံဉာဏ်နားလည်ရမယ်နော်အဲ့ဒါလို့ကိုယ့်ထက်ဂုံအားဖြင့်အသက်အားဖြင့်ကြီးတဲ့ပုံကိုယ်တွေကိုနော်ယူသေးတဲ့စိတ်ထားနိုင်တာနော်ယူသေးတဲ့စကားပြောနိုင်တာယူသေးတဲ့အမူအရာပြနိုင်တာဒါဆိုလို့ရှိရင်အဲ့ဒါဂါရဝတရားနဲ့ဂါရဝမင်္ဂလာနဲ့ပြည့်စုံတယ်လို့ဒီလိုမျိုးဂါရဝရဲ့အဓိပ္ပာယ်ကိုမှတ်သားရမယ်ပေါ့အဲ့ဒါလို့ဆိုရင်ဘာတွေရဲ့ပုံမှာယူသေးရမှာတော့ဂါရဝတရားကအလေးကရုထားမှာကဘယ်လိုတရားတွေရဲ့ပုံမှာဘယ်လိုအရာတွေရဲ့ပုံမှာအလေးကရုထားရမှာတော့ဒါကိုဘုံဘုံတို့နားလည်ဖို့လိုမယ်ပေါ့နော်အဲ့ဒါဘုံဘုံတို့စံကြောင်းစတော်ဘုရားကြီးရေးတဲ့မင်္ဂလာအဖွင့်ကျမ်းထဲမှာဂါရဝထားရမယ့်တရား10မျိုးဆိုပြီးတော့ဘုရားဟောဒေသနာတွေထဲကနေထုတ်နှုတ်ပြီးတော့စတော်ဘုရားကြီးကရေးပြတယ်ဘုရား၌ယုတ်တိလေးစားခြင်းတရားတော်၌ယုတ်တိလေးစားခြင်းတန်ဃာတော်၌ယုတ်တိလေးစားခြင်းအကျင့်သိက္ခာ၌ယုတ်တိလေးစားခြင်းတမာတိ၌ယုတ်တိလေးစားခြင်းအပ္ပမာဒ၌ယုတ်တိလေးစားခြင်းပဋိတန္ထာရလို့ခေါ်တဲ့ဆက်ဆံရေးမှာယုတ်တိလေးစားခြင်းဟိရိတရားလို့ဆိုတဲ့မကောင်းမှုပြုအပ်ပြောအပ်တွေးရမှာကိုရှက်တယ်ဆိုတဲ့ဟိရိတရားရဲ့ပုံမှာအလေးကရုထားပြီးတော့ယုတ်တိလေးစားခြင်းမကောင်းမှုပြုအပ်ပြောအပ်တွေးရမှာကြောက်ရွံ့ထိတ်လန့်နေလို့ဆိုတဲ့ဥဒ္ဒပတရားရဲ့ပုံမှာအလေးကရုပြုပြီးတော့ယုတ်တိလေးစားခြင်းနောက်ဆုံးနံပါတ်30မှာအချင်းချင်းဆက်ဆံနေကြရတဲ့ပုဂ္ဂိုလ်ရဲ့ပုံမှာယုတ်တိလေးစားခြင်းဆိုပြီးတော့ဂါရဝတရား10မျိုးဆိုတော့ဘုရားကြီးကရေးပြတယ်အဲ့ဒါဘုံဘုံတို့ပိဋကတ်တော်ထဲမှာမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတော်တွေထဲမှာလက်လန်းမိသလောက်ဒီဂါရဝဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ရှားကြည့်တော့ဘာတွေ့တော့ဆိုတော့အင်္ဂုတ္တပါဠိတော်တတ္တကနိပတ်ထဲမှာအပ္ပမာဒဂါရဝသုတ်တံဆိုတာရဲ့ဟိရိဂါရဝသုတ်တံရဲ့ဆိုပြီးတော့သုတ်တံနှစ်ပုဒ်တွေ့ရတယ်စက္ကနိပတ်ထဲမှာလည်းပဲလာပါတယ်အဲ့ဒီမှာဘုံဘုံတို့တတ္တကနိပတ်ထဲမှာလာတဲ့သုတ်တံနှစ်ပုဒ်ကိုချုပ်လိုက်လို့ရှိရင်တူရာစုလိုက်ပြင်လို့ရှင်ဂါရဝတရားဂါရဝထားရမယ့်တရားကိုပါအဲ့ဒီမှာတွေ့အဲ့ဒါခုနတုန်းကစတော်ကြီးရေးပြတဲ့10ပါးကအချင်းချင်းရဲ့ပုံမှာယူသေးရမယ်အလေးစားတဲ့စိတ်ရှိရမယ်နော်တန်ဖိုးထားတဲ့စိတ်နဲ့ယူသေးသေးလေးလေးစားစားဆက်ဆံရမယ်ဆိုတာပဲပို့သွားတယ်ပေါ့အဲ့တော့ဒီသုတ်တန်လေးတွေကိုဘုန်းဘုန်းတို့ဓမ္မပဟုသုတ္တအလွန်ကအနှစ်ချုပ်ပြီးတော့ပြောပြမယ်ပေါ့နော်မြတ်စွာဘုရားကြီးတွင်ကြောင်းလိုက်တော်မှာသတင်းသုံးတော့တညမှာနတ်သားတစ်ပါးရောက်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်တဲ့မြတ်စွာဘုရားဟောဒီလောကကြီးမှာမြတ်စွာဘုရားရဲ့ပုံမှာယူတည်လေးစားတဲ့စိတ်ရှိတဲ့လူတရားတော်ရဲ့ပုံမှာယူတည်လေးစားမှုရှိတဲ့လူတန်ခါရဲ့ပုံမှာယူတည်လေးစားမှုရှိတဲ့လူတမာတိတရားရဲ့ပုံမှာယူတည်လေးစားမှုရှိတဲ့လူအကျင့်သိက္ခာရဲ့ပုံမှာယူတည်လေးစားမှုရှိတဲ့လူအပ္ပမာဒလို့ဆိုတဲ့တတိတရားရဲ့ပုံမှာယူတည်လေးစားမှုရှိတဲ့သူပဋိတန္ထာရလို့ဆိုတဲ့အစစ်အဆက်တွေ့ချင်းဘုံဘုံတို့တယောက်နဲ့တယောက်နော်ပဋိတန္ထာရပြုကြရတာတွေရှိတယ်ပဋိတန္ထာရဆိုတာကအမိတပဋိတန္ထာရဓမ္မပဋိတန္ထာရလို့နှစ်မျိုးနော်ပစ္စည်းဥစ္စာဖြင့်ပဋိတန္ထာရပြုတာရှိတယ်တရားဖြင့်ပဋိတန္ထာရပြုတာရှိတယ်အဲ့ဒီပဋိတန္ထာရတရားရဲ့ပုံမှာယူတည်လေးစားမှုရှိတဲ့လူအဲ့ဒီလိုပုံကိုယ်တွေဟာဘယ်တော့မှမဆုတ်ယုတ်နိုင်ဘူးကြီးပွားဖို့ပဲရှိပါတယ်ဗျာလို့နတ်သားကမြတ်စွာဘုရားကိုလာလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကအဲ့ဒါကိုနှစ်သက်တယ်သဘောကျတယ်လက်ခံတယ်ဟုတ်တယ်လို့အတည်ပြုတယ်ပေါ့အဲ့လိုမြတ်စွာဘုရားနှစ်သက်သဘောကျတယ်ဆိုတာကိုအဲ့ဒီနတ်သားကသိတော့သူလည်းပဲမြတ်စွာဘုရားကိုရှ िख ိုးဥချပြီးတော့ပြန်သွားတယ်အဲ့ဒါနောက်နေ့ရောက်တော့မြတ်စွာဘုရားကအဲ့လိုမင်းညာကနတ်သားတစ်ပါးငါးကိုလာလျှောက်တယ်ဖရာရဲ့တရားရဲ့တန်ခါရဲ့တမာတိရဲ့သိက္ခာရဲ့အပ္ပမာဒရဲ့ပဋိတန္ထာရရဲ့ဒီတရား9မျိုးရဲ့ပုံမှာဒီသဘာဝတရား9မျိုးရဲ့ပုံမှာနော်ယူသေးတဲ့ဂါရဝတရားထားနိုင်တဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှမဆုတ်ယုတ်ဘူးတိုးတက်ကြီးပွားဖို့ပဲရှိတယ်လို့ငါးကိုလာလျှောက်သွားတယ်အဲ့လိုအမိန့်ရှိပြီးတော့မြတ်စွာဘုရားဂါထာ2ပုဒ်နဲ့နော်ဒီတရားဒေသနာကိုအတည်ပြုပေးတယ်လို့ဆိုကြပါစို့ဟုတ်လားတထဂတုဓမ္မဂတုတံခေသတိဗ္ဗကာရဝတမာတိဂတုအာတပိတိခာယတိဗ္ဗကာရဝ
အပမာရဂရုဘိက္ခုပဋိတန်ထာရကာရဝအဘဘောပရိဟာနာယနိဗ္ဗာန်တေဝတန္တိကိတဲ့နော်တထဂရုဆိုတာမြတ်စွာဘုရားရဲ့ပုံမှာယူသေးတာတလောကလုံးမှာမြတ်စွာဘုရားအမြင့်မြတ်ဆုံးအရာအလုံးကိုသိတယ်ဆင်းရဲကြောင်းကိုလည်းသိတယ်ချမ်းသာကြောင်းကိုလည်းသိတယ်ဒီတန်တရားကလွတ်ကြောင်းကိုလည်းသိတယ်အားလုံးကိုသိတယ်ပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာဘုရားကိုဥထိတ်ထားပြီးတော့ဘုရားကိုအကြည်အမှုထားပြီးတော့ဘုရားကိုအလေးကရုထားပြီးတော့နေသွားကြတဲ့ပုံကိုယ်တွေအတွက်ဘာမှဆွတ်ယုတ်စရာအကြောင်းမရှိဘူးဘုရားကိုမှမယုံသေးနိုင်မှုမလေးစားနိုင်မှုဆိုတဲ့ပုံကိုယ်အတွက်ဘာမှကြီးပွားစရာအကြောင်းမရှိဘူးဆိုတာကိုနားလည်ရမယ်ပေါ့နော်ဒါကြောင့်တထဂရုမြတ်စွာဘုရားရဲ့ပုံမှာယူသေးတဲ့စိတ်နော်ပြင်းပြင်းထန်ထန်ဘုံဘုံတို့ရဲ့စိတ်ထဲမှာရှိရမယ်ကိုယ့်ဘဝမှာမြတ်စွာဘုရားအရေးကြီးဆုံးဆိုတဲ့သဘောမျိုးပေါ့ဟုတ်လားပြီးတော့ဗါတော့ဓမ္မဂရုတဲ့သူတော်ကောင်းတရားရဲ့ပုံမှာယူသေးရမယ်လေးစားရမယ်ဒီသူတော်ကောင်းတရားကပဲကိုယ့်ကိုဒုက္ခတွေကနေလွတ်ကင်းအောင်နော်ကြံဆောင်ပေးမှာတနည်းအားဖြင့်ဒုက္ခလွတ်ရဒုက္ခငြိမ်းရာကိုလမ်းညွန်နဲ့လမ်းညွန်ချက်တီးလို့မဆိုနိုင်ဘူးလားဒါကြောင့်တရားတော်ရဲ့ပုံမှာလည်းဘုန်းတော်ကဘာလို့ရမှာတော့အလေးကရုနဲ့ယူသေးတဲ့စိတ်ရှိရမယ်ပြီးတော့တန်ဃာတော်ရှင်မြတ်တို့ရဲ့ပုံမှာတိဗ္ဗကာရဝေါတဲ့နော်တကယ်ကိုထက်ထက်တန်တန်ယူသေးလေးစားမှုရှိရမယ်နောက်တမာတိကရုစိတ်ရတည်ငြိမ်မှုတမာတိတရားရဲ့ပုံလာအပေါ်မှာလည်းပဲနော်လေးလေးစားစားအဓိကထားတဲ့သဘောပေါ့နော်အလေးကရုထားပြီးတော့ဒါလည်းပဲအရေးကြီးတယ်ဆိုတဲ့အမြင်မျိုးနဲ့တမာတိတရားရဲ့ပုံမှာလည်းဘာလို့ရမှာတော့လေးစားတဲ့စိတ်ယူသေးတဲ့စိတ်ရှိရမယ်ပြီးတော့သိက္ခာယတိဗ္ဗကာရဝေါတဲ့လူဆိုရင်လည်းလူရဲ့ကျင့်ဝတ်ယဟန်ဆိုရင်လည်းယဟန်ရဲ့ကျင့်ဝတ်တနည်းအားဖြင့်နော်သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာဒီအကျင့်တရားတွေရဲ့ပုံမှာလည်းပဲယူသေးမှုရှိရမည်တဲ့အပမာဒဂရုဘိက္ခုအပမာဒဆိုတဲ့တတိတရားကုသိုလ်အလုံးရဲ့အဓိကအကြောင်းတရားဒီတတိတရားရဲ့ပုံမှာလည်းပဲနော်ယူသေးတဲ့စိတ်တန်ဖိုးထားတဲ့စိတ်အလေးကရုပြုတဲ့စိတ်နဲ့ဘုံဘုံတို့နော်မြတ်နိုးနိုင်ဖို့လိုမယ်ပေါ့ဟုတ်လားနောက်ပဋိတန်ထာရကာရဝေါစောစောကပြောတယ်ပဋိတန်ထာရတရားဟုတ်လားအမိတပဋိတန်ထာရဓမ္မပဋိတန်ထာရတယောက်နဲ့တယောက်တွေ့တယ်ဆိုရင်အ ਨੇ ဆုံးမေတ္တာရှိထားပြီးတော့အပြုံးနဲ့တော့ဆက်ဆက်နိုင်ဖို့လိုတာပေါ့နော်တယောက်နဲ့တယောက်တွေ့ချင်းမသိချင်းဆောင်းတယ်ခက်တီတီနဲ့နေလိုက်တယ်ဆိုရင်ဒါကဘာဖြစ်သွားတာတော့နော်တစ်ဖက်လူလည်းအကုသိုလ်ဖြစ်သွားတာကိုယ့်ရဲ့ဆက်ဆံရေးညံ့ဖျင်းမှုကိုယ့်ရဲ့အစစ်အဆက်ညံ့ဖျင်းမှုကြောင့်မို့လို့ဘာမှမကောင်းတော့ဘူးနော်ဒါကြောင့်ပဋိတန်ထာရကိုလည်းပဲနော်ယူသေးရမယ်အလေးကရုပြုရမယ်တရားတွေကိုထည့်ပြီးတော့မြတ်စွာဘုရားကဟောထားတာပေါ့အဲ့ဒါလိုမျိုးတရား9မျိုးရဲ့ပုံမှာဂါရဝတရားထားကြတဲ့ပုဂ္ဂိုလ်တွေဟာအဘဘောပရိဟာနာယစိုးရုပ်ဖို့အတွက်မထိုက်တန်ဘူးဘယ်တော့မှမစိုးရုပ်နိုင်ဘူးပေါ့နိဗ္ဗာန်တေဝတန္တိကေနော်ငြိမ်းချမ်းမှုအစစ်ဖြစ်တဲ့နိဗ္ဗာန်နှင့်တာတယ်နီးတယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာဒါကပထမအပမာဒဂါရဝတုတ်တံပေါ့နော်ဒုတိယတုတ်တံကြတော့လည်းပဲအဲ့လိုပဲနတ်သားတစ်ပါးကမြတ်စွာဘုရားကိုတရား9မျိုးရဲ့ပုံမှာဂါရဝတရားရှိတဲ့ပုဂ္ဂိုလ်တွေမဆုပ်ယုပ်နိုင်ဘူးဆိုပြီးတော့လာပြီးတော့ရှောက်တယ်အဲ့တော့သူရှောက်တာတဲ့ကဘာကွာခြားသွားတုံးဆိုတော့အပမာဒဂရုနဲ့ပဋိတန်ထာရဂရုပေါ့နော်အဲ့ဒီနှစ်ခုမပါဘဲနဲ့သူကအဲ့ဒီနေရာမှာအပမာဒနဲ့ပဋိတန်ထာရတဲ့နေရာမှာဟိရိဩတ္တပတရားနှစ်ပါးကိုအစားထိုးပြီးတော့ရှောက်တယ်ဒါသူရဲ့နားလည်မှုပေါ့နော်အဲ့တော့သူကတော့9မျိုးပဲ9မျိုးကတော့တူတူပဲဘုရားတရားတန်ခါတမာတိသိက္ခာဒီ5မျိုးကတူတယ်နောက်2မျိုးစီပဲကွဲသွားတယ်ရှစ်သုတ်တံကအပမာဒရဲ့ပဋိတန်ထာရရဲ့နောက်သုတ်တံကြတော့ဟိရိနဲ့ဩတ္တပဟိရိဆိုတာမကောင်းမှုပြုပြောတွေးရမှာကိုရှက်ရွံ့တဲ့သဘောဟုတ်လားဩတ္တပဆိုတာမကောင်းမှုပြုပြောတွေးရမှာကိုကြောက်လန့်တဲ့သဘောနားလည်ကြပြီးသားနော်အဲ့လိုမျိုးလျှောက်တော့လဲမြတ်စွာဘုရားကနောက်နေ့ရောက်တော့ယဟန်တန်ဃာတွေကိုနတ်သားတစ်ပါးသူ့ကိုဒီလိုလာလျှောက်တယ်ဆိုတဲ့အကြောင်းအမိန့်ရှိပြီးတော့တထဂရုဓမ္မဂရုတံခေစတိဗ္ဗဂါရဝေါတမာတိဂရုအာတပိသိက္ခာယတိဗ္ဗဂါရဝေါဟိရိဩတ္တပတမ္မနောတပ္ပတိတောတအဂါရဝေါအဘဘောပရိဟာနာယနိဗ္ဗာန်တေဝတန္တိကိလို့ဂါထာလေးကိုအဲ့လိုနည်းနည်းလေးပြောင်းလဲပြီးတော့ဟောပြတယ်နော်ဟိရိဩတ္တပနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဒီတရားတွေရဲ့အပေါ်မှာတကယ်ကိုပဲစိတ်ထဲကတုတ်ရွတ်ကြိုးတဲ့စိတ်နဲ့ဂါရဝတရားထားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာဆုပ်ယုပ်ဖို့အတွက်မထိုက်တန်ဘူးနိဗ္ဗာန်နဲ့သာလေနီးတယ်လို့အဲ့လိုမြတ်စွာဘုရားဟောအဲ့တော့ဒီသုဒ္ဓနှစ်ပါးဒီသုဒ္ဓနှစ်ပုဒ်ကိုပေါင်းလိုက်ရင်
ကာရဝပြုရမယ်တရားဘယ်နှမျိုးရတော့9မျိုးရတယ်အဲ့ဒါဟိုမှာအချင်းချင်းမှာယူတည်လေးစားရမယ်ဟောလူဆိုတာအပေါင်းစုအစုဖွဲ့လေးနဲ့နေကြရတာအဲ့တော့တယောက်ကိုတယောက်တန်ဖိုးထားတဲ့စိတ်လေးစားတဲ့စိတ်အခြေခံပြီးတော့မျက်မျက်နိုးနိုးနော်ရိုးသေးတယ်ဆိုတာကြီးတဲ့လူကငယ်တဲ့လူကိုခါရပြောနေရမယ်ဆိုတဲ့အနေအထားမျိုးကိုပြောတာမဟုတ်ဘူးနော်စိတ်ထဲကတန်ဖိုးထားတဲ့သဘောလေးနဲ့လေးစားမှုရှိရလူကြီးကိုသာလဲလူငယ်ကလေးစားရမှာမဟုတ်ဘူးလူငယ်ကိုလည်းလူကြီးကဘာလို့ရမှာတော့လေးစားရမှာလည်းပဲလေးစားရမှာပဲမပြောရလို့ရှိရင်ဘလို့လူရဲ့ပုံမှာပဲဖြစ်လေးစားတဲ့စိတ်ကရှိကိုရှိတဲ့နဲ့လေးစားတဲ့စိတ်မရှိဘူးဆိုရင်တစ်ဖက်ကလည်းပဲဘာပဲပြန်လာမယ်ထင်တော့နော်မကောင်းတဲ့ခက်ထန်တဲ့ကြမ်းတမ်းတဲ့နော်မကောင်းတဲ့ဓာတ်တဘာဝတွေပဲပြန်လာတဲ့အကြောင်းရှိတယ်ပေါ့ဟုတ်လားဒါကြောင့်မို့လို့အချင်းချင်းရဲ့ပုံမှာဂါရဝတရားရှိဖို့အရေးကြီးတယ်ပေါ့နော်ဒါကြောင့်ဂါရဝစဒီမင်္ဂလာတရားနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်နော်အလွန်တရာအကျိုးကြီးလို့မြတ်စွာဘုရားကမင်္ဂလာတရားထဲမှာသူ့ကိုထည့်ဟောထားတာမင်္ဂလာရဲ့အဓိပ္ပာယ်လေးတွေလည်းမမေ့နဲ့နော်ကြီးပွားခြင်းချမ်းသာခြင်းရဲ့အကြောင်းတရားတွေဖြစ်လို့မင်္ဂလာလို့ခေါ်တာ။ဟုတ်လား။အဲ့တော့ဒီနေရာမှာဘုံဘုံတို့ဆက်ပြီးတော့ပြောနေတာကဒီကာရဝမင်္ဂလာကနော်လိုက်နိုင်ရင်ဘလို့အကျိုးရှိမလဲမလိုက်နိုင်ရင်ဘလို့အကျိုးမဲ့မလဲဆိုတာလေးကိုစီစစ်ကြည့်ရမယ်ပေါ့။ဘုံဘုံတို့ပူဇာစပူဇာနေရာနာမင်္ဂလာတုန်းကပြောခဲ့တယ်နဲ့တူပါတယ်။အဘိဝါဒနာတိလိတ္တနေဆံဝဒ္ဓပစာယိနောစတ္တရောဓမ္မဝဒ္ဒန္တိအာယုဝနောဒုက္ခဗလံဟုတ်လားကိုယ့်ထက်ဂုံအားဖြင့်အသက်အားဖြင့်ကြီးမြတ်တဲ့ပုံကိုယ်တွေကိုအမြဲတမ်းနော်တုတ်ကယိုကျိုးတဲ့စိတ်နဲ့နော်ရှိခိုးဥချမယ်တနည်းအားဖြင့်ဘုရားရှိခိုးမယ်ပေါ့နော်အဲ့လိုမျိုးပြုလုပ်မယ်ဆိုလို့ရှိရင်အာယုဝဏဒုက္ခဗလဟုတ်လား၄မျိုးသောတရားမှာကြီးပွားမယ်တဲ့စတ္တရောဓမ္မဝဒ္ဒန္တိ၄မျိုးသောတရားမှာကြီးပွားမယ်တရား၄မျိုးကပါတော့အာယုဝဏဒုက္ခဗလနော်အသက်လူရဲ့အသက်ရှည်မယ်ပေါ့နော်ဝဏအစင်းဒုက္ခကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းဗလကိုယ်ဤအာစိတ်အာဉာဏ်အာဟုတ်လားအဲ့ဒါလိုကောင်းမြတ်တဲ့အရာတွေနဲ့ကြီးပွားလိမ့်မယ်တိုးတက်လိမ့်မယ်လို့မြတ်စွာဘုရားဟောတယ်အဲ့ဒါဂါရဝရဲ့အကျိုးကျေးဇူးလို့ပြောမယ်ဆိုရင်ပြောလို့မရဘူးလားရတယ်နော်ဒါကမြတ်စွာဘုရားမြင်တော်မူလို့ပြောထားတဲ့ဒေသနာပေါ့ဘုန်းဘုန်းတို့လက်တွေ့လေးကြည့်ပေါ့နော်တယောက်ကိုတယောက်တန်ဖိုးထားတဲ့စိတ်လေးစားတဲ့စိတ်နဲ့ရိုးသေးသေးဆက်ဆံခြင်းဟာတကယ်တမ်းတွေးကြည့်မယ်ဆိုရင်ဗြဟ္မဝိဟာရတရား၄ပါးကိုတိုးပွားစေတယ်လို့တပည့်ကံစတော်ဘုရားကြီးကနော်ဒီဂါရဝရဲ့အဖွင့်လေးမှာအဲ့လိုရေးတယ်ဗြဟ္မဝိဟာရတရား၄ပါးဆိုတာဘာတွေတော့မေတ္တာကရုဏာမုဒိတာဥပေက္ခဟုတ်လားကိုယ်ရိုးသေးသေးဆက်ဆံနေရဆိုလို့ရှိရင်ကိုယ့်ရဲ့ပြောကရိုးသေးမှုရှိနေတယ်ဆိုရင်ဒီဟာကိုရတဲ့ပုဂ္ဂိုလ်ကနော်ရိုးသေးခံတဲ့ပုဂ္ဂိုလ်ကကိုယ်ရိုသေတဲ့ပုဂ္ဂိုလ်ကိုမေတ္တာဖြစ်ဖို့အတွက်မလွယ်ဘူးလားလွယ်တယ်နော်ဟုတ်လားတနာရတဲ့ကရုဏာဖြစ်ဖို့မလွယ်ဘူးလားတော့ကိုယ့်ရဲ့ဒုက္ခတွေကိုသူငြိမ်းစေခြင်းမှာပဲလေကိုကြီးပွားပြီဆိုရင်လည်းပဲဝမ်းမြောက်တဲ့စိတ်ဖြစ်မှာပဲလေမေတ္တာကိုခြေခမ်းနေတော့လားဟုတ်လားကိုယ့်ရဲ့တစုံတစ်ခုသောအပြစ်ကိုလည်းပဲနော်လစ်လျူရှုနိုင်တဲ့သဘောတွေလည်းဖြစ်သွားနိုင်တာပဲမေတ္တာကရုဏာမုဒိတာဥပေက္ခအလွန်ကောင်းမြတ်တဲ့တရားတွေလဲပတ်သွားနိုင်တယ်ပေါ့ကိုယ်ကရိုသေသေးဆက်ဆံခြင်းအပြင်သူ့ရဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခကိုရနိုင်တယ်အဲ့ဒါကိုရရင်တဖန်ကိုယ်ကလည်းပြန်ပြီးတော့မေတ္တာကရုဏာမုဒိတာဥပေက္ခဖြစ်မလာနိုင်ဘူးလားဖြစ်လာနိုင်တယ်ဒါကဂါရဝမင်္ဂလာနဲ့ပြည့်စုံလို့ရှိရင်ရရှိနိုင်တဲ့အကျိုးကျေးဇူးပေါ့ဂါရဝမင်္ဂလာနဲ့မပြည့်စုံဘူးဆိုရင်တော့ဆန့်ကျင်ဘက်အပြစ်ကိုရလိမ့်မယ်ပေါ့အဲ့ဒါကိုစတော်ကြီးကတော့ဘယ်လိုရေးပြအောင်ဆိုတော့အိတ်တမစ္စရိယမာနဒေါသအစရှိတဲ့နော်စိတ်ရဲ့အညစ်အကြေးတွေဖြစ်လာတဲ့အကြောင်းရှိတယ်တဲ့။ဟောဂါရဝတရားကင်းပြီးတော့မယိုမသေးမလေးမစားရိုင်းပြတဲ့သဘောဟုတ်လား။ရိုင်းပြတဲ့စိတ်တွေအခြေခံရိုင်းပြတဲ့စကားရိုင်းပြတဲ့အမူအရာကြံတန်းခက်ထန်တဲ့သဘာဝတွေအဲ့ဒါဂါရဝရဲ့ဆန့်ကျင်ဘက်တွေနော်။အဲ့ဒါတွေပြုမှုပြောဆိုမယ်ဆိုလို့ရှိရင်နော်ဒီဆက်ဆံရေးဟာကောင်းစရာအကြောင်းမရှိဘူးပေါ့နော်။ဒါကြောင့်မို့လို့အကျိုးအပြစ်ကိုမြင်ရမယ်ပေါ့များသောအားဖြင့်မယိုသေးနိုင်မှုမလေးစားနိုင်မှုဆိုတာမာနတွေခံနေကြလို့ဂါရဝစနိဝါဒောစနောက်နေ့မှာဆက်ပြီးတော့ပြောမယ်နိဝါဒဆိုတာကိုယ့်ကိုယ်နှိမ့်ချနော်ကိုယ့်ကိုယ်နှိမ့်ချတာမာနကိုလျှော့ချတာ
ဂါရဝနဲ့နိဝတ္တနဲ့ဆက်ဆက်နေတာဟုတ်လားမန်တက်နေတဲ့အချိန်မှာသူများကိုယူသေးဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးတော့တန်ဖိုးရှိလို့ရှိမှလည်းမသိလေးစားတိုက်လို့လေးစားတိုက်မှလည်းမသိသူ့ရဲ့ဆက်ဆံရေးဟာအလွန်ကိုပဲအောက်တန်းကျနေလိမ့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဘုံဘုံတို့မာနကြီးရင်မယူသေးနိုင်ဘူးမယူသေးနိုင်ရင်ယူသေးလို့ရမယ်အကျိုးရလက်တွေမရနိုင်ဘူးအကျိုးရလက်မရယုံမျှမကဘဲနဲ့တစ်ဖက်လူရဲ့မုန်းတီးမှုယွန်ရှာမှုဆက်ဆုပ်မှုဒီလိုအကျိုးမဲ့တွေပါတောင်ရသွားတဲ့အကြောင်းမရှိဘူးလားရှိတယ်ဒါကြောင့်အကျိုးအပြစ်ကိုလည်းပဲဘုံဘုံတို့နားလည်ဖို့လိုမယ်ပေါ့ဟုတ်လားအဲ့ဒါဆက်ပြီးတော့ဘုံဘုံတို့ဒီဂါရဝမင်္ဂလာနဲ့ပတ်သက်ပြီးတော့ပြောဖို့စီစဉ်ထားတာလေးကမြတ်စွာဘုရားကဒီအချင်းချင်းတွေရဲ့ပုံမှာအထူးသဖြင့်မြင့်မြတ်တဲ့သူတော်ကောင်းတရားတွေရဲ့ပုံမှာနော်သူတော်ကောင်းတရားကိုသိသွားကြတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာနော်ယိုသေးတဲ့စိတ်ထားပြီးတော့ယိုသေးမှုပြုတဲ့နာကိုဘယ်လောက်ထိမြတ်စွာဘုရားအလေးပေးပြီးတော့ပြောတယ်လဲဆိုတာလေးကိုဆက်ပြောခြင်းဒါဘုံမတို့စောစောကယိုသေးရမယ့်အရာ10မျိုးပြောသွားတာကိုတတိလေးထားကြည့်နော်ယရဏမြတ်သုံးပါးကိုထိတ်ဆုံးမှတင်ထားတယ်ဟုတ်လားအကုန်လုံးအကျဉ်းမြင့်ခွဲကြည့်မယ်ဆိုလို့ရှိရင်နော်သူတော်ကောင်းတရားနဲ့သူတော်ကောင်းတရားကိုသိသွားကြတယ်သူတော်ကောင်းတွေဒါတွေရဲ့ပုံမှာအဓိကယူတည်မှုလေးစားမှုရှိရမယ်အဆုံးပိုင်းလေးမှာဗာထည့်ထားတော့အချင်းချင်းရဲ့ပုံမှာလည်းပဲယူတည်လေးစားမှုရှိရမယ်ဘာကြံသေးတော့မကြံတော့ဘူးနော်ဒါတွေကတကယ်တမ်းကဘုံဘုံတို့ဘယ်ရှုထောင့်ကပဲကြည်ကြည်ပြည့်စုံတဲ့မင်္ဂလာတရားဆိုတာထင်ရှားတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားဒီမင်္ဂလာနဲ့ပြည့်စုံဖို့အလွန်တရာမှလိုလားတော်မူတယ်ပေါ့အဖြစ်အပျက်လေးတစ်ခုဘုံဘုံတို့ပြောပြမယ်မြတ်စွာဘုရားဝေသာလီပြည်ကနေပြီးတော့တာဝိထိကိုနော်ကြွတဲ့အခါမှာယဟန်တော်ပေါင်းများစွာချင်ရွံပြီးတော့မြတ်စွာဘုရားကြွတယ်အဲ့လိုကြွတော့မြတ်စွာဘုရားလက်ထက်ကနည်းနည်းစိုးသွမ်းတဲ့ယဟန်တွေကလည်းရှိတာပဲအဲ့ဒါဆဗတ်ဂီလို့အမည်ရတဲ့ယဟန်တွေကမြတ်စွာဘုရားနဲ့ယဟန်တန်ခါရဲ့ရှေ့ကနေသူဟာအဲ့ဒီကျောင်းကိုအရှင်ရောက်အောင်သွားနှင့်ပြီးတော့ကျောင်းနေရာတွေကိုသူတို့ကဥရတာသူတို့အတွက်နေရာမှတ်ယုံနေမကဘဲနဲ့ဒါကတော့ငါတို့ဥပိ္ပဇေဆရာနေဖို့ဒါကငါတို့ရဲ့ကမ္မဝါစာဆရာနေဖို့ဒါကတော့ငါတငယ်ချင်းနေဖို့မရောက်သေးတဲ့ယဟန်တွေတဲ့အကုန်နေရာမှတ်အဲ့ဒါမြတ်စွာဘုရားကြွလာပြီးရောက်လာပြီးဆိုတော့ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့လည်းပါတယ်အဲ့ဒါရှင်သာရိပုတ္တရာအတွက်နေရာမရှိဘူးအဲ့ဒါသူ့ရဲ့တပည့်တွေကလည်းနေရာလိုက်ရှာကြတာကျောင်းထဲမှာဘယ်နှမ်းမြန်နေလို့ရအောင်မလဲကြည့်တော့အကုန်လုံးကနေရာတွေဥထားတာမှတ်ထားတာကြီးဆိုနေစရာမရှိဘူးမရှိတော့ရှင်သာရိပုတ္တရာဆိုတာလည်းသိတဲ့အတိုင်းနော်ပညာဉာဏ်လည်းအလွန်ကြီးတယ်သိခံနိုင်စွမ်းခွင့်လွတ်နိုင်စွမ်းစံပြထားတယ်နော်ပုဂ္ဂိုလ်ကြီးကိုအဲ့ရှင်သာရိပုတ္တရာဘာလုပ်တော့ဆိုတော့ဘာမှမပြောဘူးအဲ့ဒီတစ်ပင်တစ်ပင်ရဲ့အရင်မှာပဲဒီတိုင်းပဲထိုင်လိုက်ဈဉ္ဉံတော်လိုက်ဒီလိုလေးပဲသတင်းသုံးတယ်တညာလုံးအဲ့ဒါမြတ်စွာဘုရားကန္နာကုရီကျောင်းတော်အနီးကအဲ့ဒီအရေးကောင်းတဲ့တစ်ပင်ရင်းမှာပဲနေတာအဲ့ဒါမနဲ့လင်းတဲ့အခါကျတော့မြတ်စွာဘုရားနော်ဒီဈဉ္ဉံကြွနေတာကိုမြင်တော့မြတ်စွာဘုရားချောင်းဟန့်နေတဲ့အဲ့ဒါရှင်သာရိပုတ္တရာလည်းပြန်ပြီးတော့ချောင်းဟန့်နေပေါ့ဒါအဲ့ဒီခေတ်ကယဉ်ကျေးမှုသဘောမျိုးပေါ့နော်ဘယ်သူလဲဆိုတဲ့သဘောမျိုးပေါ့အဲ့ဒါနဲ့မြတ်စွာဘုရားဟေးဘယ်သူတုံးလို့မေးတော့တပည့်တော်ရှင်သာရိပုတ္တရာပါဆိုတော့ဘာဘူးလို့ဒီနားမှာနေနေတာတော့ဆိုတော့အကျိုးအကြောင်းလျှောက်တာပေါ့လျှောက်တော့မြတ်စွာဘုရားကဓမ္မတန်ဝေကရတယ်တဲ့။အော်ကြည်စံငါအသက်ထင်ရှားရှိနေတော့မှတောင်ယဟန်တွေဟာတော့ကြီးမားတဲ့ပုံကိုယ်တွေဂုံအားဖြင့်ကြီးတဲ့ပုံကိုယ်တွေအသက်အားဖြင့်ကြီးတဲ့ပုံကိုယ်တွေဝါအားဖြင့်ကြီးတဲ့ပုံကိုယ်တွေကိုဦးစားပေးရကောင်မှမသိဘူးပေါ့နော်။ငါပြိဋိဘံစံသွားတယ်ဆိုရင်သူတို့ဘယ်လိုများနေရမလဲမသိဘူးဆိုပြီးတော့ယဟန်တန်ဃာတွေကိုအကုန်လုံးစုဝေးပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားမေးတယ်တဲ့ယဟန်တွေကိုဗာမေးတော့ဆိုတော့จิตသားတို့ဒီယဟန်တန်ဃာလောကမှာဘယ်လိုပုဂ္ဂိုလ်ဟာနေရာဥကိုရတတ်တယ်လဲရေဥဆွမ်းဥကိုရတတ်တယ်လဲတော့ရေဆိုရင်လည်းဥဖြားဖြားမုံမြတ်တဲ့ဆွမ်းဆိုရင်လည်းကောင်းကောင်းမုံမုံဥဖြားဖြားမုံမြတ်တဲ့နေရာဆိုရင်လည်းအကောင်းဆုံးနေရာလေးဒါကိုနေရာဥရေဥဆွမ်းဥလို့စားတဲ့အဲ့လိုလေးသုံးတယ်ဟုတ်လားအဲ့လိုနေရာဥရေဥဆွမ်းဥကိုဘယ်လိုယဟန်နေရာရတတ်တယ်လဲလို့မေးတော့ယဟန်နေရာအမျိုးမျိုးဖြေကြတယ်နော်မင်းမျိုးကယဟန်ပြုတ်လာတဲ့ယဟန်တွေကနေရာဥရေဥဆွမ်းဥကိုရလိုက်ပါတယ်ဟာနောက်တစ်ပါးမဟုတ်ဘူးတထေးရဖြစ်လာတဲ့တထေးရဝစ်လာတဲ့ယဟန်တွေကရလိုက်တယ်နော်တချို့တော့ဟာပညာတတ်တဲ့ယဟန်တွေကဝစ်လာပညာတတ်တဲ့လူတွေကဝစ်လာတဲ့ယဟန်တွေကရလိုက်တယ်ဟာအဲ့လိုမင်းတို့အဲ့ဒါတွေကိုပြောလို့မရဘူးအချင်းချင်းပဲကန့်ကွက်ပြီးတော့ဗာပြောအောင်ဆိုနောက်တစ်ပါးဒူရင်ဆောင်တဲ့ယဟန်တွေကရလိုက်တယ်ဟာဇံရအောင်လှုပ်ထားလို့ဇံရတဲ့ယဟန်တွေကရလိုက်တယ်နောက်တော့ဘယ်လောက်ထိသူတို့ရဲ့အဖြေတက်လာတော့ဆိုတော့
သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကနေရာဦးရေဦးဆွမ်းကိုရလိုက်တယ်ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေကရလိုက်တယ်အတီးတီးဖြေရတာပေါ့နော်စားတတ်တဲ့ပုဂ္ဂိုလ်တွေလည်းရလိုက်တယ်ဓမ္မဂတိကတွေရလိုက်တယ်ဝိနည်းဆောင်တဲ့ပုဂ္ဂိုလ်တွေရလိုက်တယ်အဲ့ဒီလိုမျိုးရှောက်တော်မြတ်စွာဘုရားကအကုန်တစ်ခုမှလက်မခံဘူးလေနော်ဒီသာသနာတော်မှာနေရာဦးရေဦးဆွမ်းဦးကိုနော်တိတ်ခါကျင့်စဉ်ဝါအချီးဆုံးဒီသာသနာဘောင်ကိုအစောဆုံးဝင်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကရလိုက်တယ်ဟိုရှင်းအောင်ပြောရရင်ဝါကြီးတဲ့ပုဂ္ဂိုလ်နော်ယဟန်ဘဝကိုအရင်ခံယူထားတဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်ဘုံဘုံတို့ယဟန်ခံပြီဆိုလို့ရှိရင်ဘယ်အချိန်မှာယဟန်ဖြစ်တယ်လဲဆိုတဲ့နော်အချိန်ကိုတိတိကျကျမှတ်ရနော်ယဟန်ချင်းချင်းတွေ့လို့ရှိရင်ဘယ်သူကကြီးတယ်လဲဆိုတာတတ်ထားတဲ့ပညာကိုကြည့်ပြီးတော့လည်းပဲအကြီးအသေးဆုံးဖြတ်တာမဟုတ်ဘူးမွေးဖွားလာခဲ့တဲ့နောက်စောစောမွေးခဲ့လို့အသက်ကြီးလာလို့အသက်ကိုကြည့်ပြီးတော့ဆုံးဖြတ်တာလည်းမဟုတ်ဘူးသူရှာခဲ့တဲ့ပိုင်ဆိုင်ခဲ့တဲ့ဥစ္စာပစ္စည်းဆုံးဖြတ်တာလည်းမဟုတ်ဘူးဟုတ်လားဘာကိုကြည့်ပြီးတော့ဆုံးဖြတ်တာတော့ဝါကိုကြည့်ပြီးတော့ဆုံးဖြတ်တာအဲ့ဒီနေရာမှာဘုန်းတို့စဉ်းစားတဲ့အကောင်းတာကအရိယာဖြစ်တယ်ဆိုတာကိုတောင်ကြည့်ပြီးတော့မဆုံးဖြတ်ဘူးနော်ယဟန်ဆိုလို့ရှိရင်အရိယာဖြစ်တဲ့ပုဂ္ဂိုလ်ကငယ်နေမယ်ဝါငယ်နေမယ်ပုထုဇဉ်ယဟန်ကကြီးနေမယ်ဆိုရင်အရိယာဖြစ်တဲ့ယဟန်ကပုထုဇဉ်ဖြစ်တဲ့ယဟန်ကြီးကိုယူသေးရမယ်အဲ့လိုမျိုးဆုံးဖြတ်တာပေါ့နော်အဲ့လိုမျိုးမြတ်စွာဘုရားအမိန့်ရှိပြီးတော့ရှင်သာရိပုတ္တရာရဲ့အဖြစ်အပျက်လေးကိုပြောပြတယ်အဲ့လိုပြောပြပြီးတော့သင်တို့ဟာကိုယ့်ထက်အသက်အားဖြင့်ဂုဏ်အားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုယူသေးမှုလေးစားမှုမရှိကြတာကဲ့ရဲ့ရှုံချပွဲဖြစ်တယ်လို့အမိန့်ရှိပြီးတော့ဟိုးရှေးတုန်းကတလိษံနေပင်ဖြစ်တော်လဲပဲအချင်းချင်းယူသေးမှုလေးစားမှုရှိခဲ့ကြဘူးတယ်ဆိုမြတ်စွာဘုရားအဲ့ဒီမှာတိဋ္ဌိရဇတ်ဆိုတာဟောတယ်နော်တိဋ္ဌိရဆိုတာကခါငှက်ကိုပြောတာခါဘုံဘုံတို့ငယ်ငယ်တုန်းကမူလာတန်းမှာ3တန်းလား4တန်းလားမှတ်မိတော့ပါဘူးနော်ဆင်ရယ်မြောက်ရယ်ခါရယ်မိတ်ဆွေ3ခုကြောင်းဆိုပြီးတော့ဟုတ်လားအဲ့ဒီဇတ်တော်ကိုမြတ်စွာဘုရားဟောတာဒါလူငယ်လေးတွေနည်းနည်းလေးတည်တဲ့နေတယ်လို့ဘုံဘုံအကြံကြီးလေးပြောပြပါနော်တခုသောဘဝကဖះလောင်းကခါငှက်ဖြစ်တယ်အဲ့ဒါညောင်မင်းကြီးတပင်ကိုအမိပြုတ်ပြီးတော့နေတယ်အဲ့ဒီညောင်မင်းကြီးကိုအမိပြုတ်ပြီးတော့နေတာကသူ့တကောင်နဲ့မဟုတ်ဘူးဆင်းတကောင်ကလည်းပဲအဲ့ဒါညညဆိုအဲ့ဒီညောင်မင်းအောက်လာအိတ်တယ်ညောင်မင်းကလည်းအကြီးကြီးပေါ့နော်မြောက်တကောင်ကလည်းအဲ့ဒီညောင်မင်းမှာနေနေတယ်ဒါကြားတဲ့အခါကျတော့သူတို့တငယ်ချင်းဖြစ်ကြတယ်ပေါ့မိတ်ဆွေဖြစ်ကြတယ်ပေါ့ဘလို့ပဲသူတို့နေနေကြရင်းနဲ့နောက်တော့ဖះလောင်းကပြောတယ်တဲ့ငါတို့ဟာအချင်းချင်းယုံသိမှုလေးစားမှုမရှိဘဲနဲ့နော်ဒီလိုနေရတာတကယ်တမ်းကမသင့်တော့ဘူးတယောက်နဲ့တယောက်ဘယ်သူကအကြီးဘယ်သူကအငယ်ဘယ်သူကပို့ပြီးတော့ဘယ်သူကိုလေးစားတဲ့တယ်ဆိုတဲ့ဥစ္စာကတော့ရှိတဲ့နေအဲ့ဒါလို့ဆိုလို့ရှိရင်ဘာကိုအကြောင်းပြုပြီးတော့တို့ကတယောက်ကိုတယောက်ယုံသိတဲ့သဘောကိုယ့်ထက်အကြီးအကဲထားမလို့ဆိုတော့အသက်ကိုအကြောင်းပြုပြီးတော့တို့တယောက်ကိုတယောက်ယုံသိမှုပြုမယ်ဘယ်သူအသက်ကြီးတယ်လဲဘယ်သူအသက်ကြီးတယ်လဲဆိုတော့သူတို့အသက်လဲသူတို့ကတကယ်တမ်းမသိဘူးမသိတဲ့အခါကျတော့တို့ဒီအမိပြုတ်ပြီးတော့နေတဲ့ညောင်မင်းကြီးကိုပဲအခြေခံပြီးတော့တို့သုံးကောင်မှာဘယ်သူအသက်ကြီးဆုံးလဲလို့တို့စဉ်းစားကြည့်မယ်ပေါ့နော်အဲ့လိုဆိုရင်ဆင်ကြီးကိုမေးတယ်မင်းဒီပင်ကြီးကိုဘယ်တော့မှစာမင်းမှတ်မိတော့အဲ့တော့ဆင်ကပြောတယ်တဲ့ဒီပင်လေးတုန်းကငါကာယခွပြီးတော့သွားနေတာဒီညောင်မင်းလေးကိုအဲ့ဒါငါတော်တော်ကြီးလာတော့ဒီညောင်မင်းကငါရဲ့ချက်ကလေးကိုတောင်လာထိနေတာနည်းနည်းလေးကြီးနေပြီပေါ့နော်အဲ့လိုပြောတော့မြောက်ကဘာပြောဆိုတော့ဟာအဲ့လိုဆိုရင်ငါမင်းနဲ့ကြီးရဲ့တဲ့။ဘုံဆိုငါဒီအပင်ကိုမော့ပြီးတော့တောင်ကြိုက်တာမဟုတ်ငုံပြီးတော့ကြိုက်တာတဲ့။အညောင်ထွက်ခါတာလေးတေးသေးလေးပေါ့နော်။အဲ့ဒီအညောင်လေးကိုငါကြိုက်စားဘူးတာငါမှတ်မိတယ်။အဲ့လိုပြောတဲ့အခါကျတော့ဘုရားလုံးကအဲ့လိုဆိုရင်မင်းတို့နှစ်ကောင်နဲ့ငါပူကြီးတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့ငါငှက်ရလို့ဖြစ်လာတဲ့အခါဒီညောင်မင်းကရှိကိုမရှိသေးဘူးတဲ့။ဒီနားမှာညောင်မင်းကိုမရှိသေးဘူးတဲ့။အဲ့တော့ဒီညောင်မင်းကဒီပြင်တနေရာညောင်မင်းအကြီးရှိတယ်အဲ့ဒီအပင်ကနေပြီးတော့ငှက်တွေကညောင်သေးတွေစလာပြီးတော့ညောင်သေးကိုဒီနေရာမှာမစင်စွန့်လို့ညောင်မင်းရလို့ဖြစ်လာတာတဲ့ဒီနားမှာညောင်မင်းမရှိခင်ကစငါဖြစ်နေတာဒါဒီညောင်မင်းရဲ့သမိုင်းကိုသူကပို့ပြီးတော့သိနေတယ်ပေါ့နော်အဲ့ဒါကိုကြည့်လိုက်တဲ့အခါကျတော့ခါကအကြီးဆုံးဖြစ်တော့အဲ့ဒီခါရဲ့စကားကိုပဲနားထောင်ပြီးတော့ဟုတ်လားခါကိုပဲအယိုသေးပြုတ်ပြီးတော့အကြီးအမှုထားပြီးတော့သူတို့နေကြတယ်ပေါ့အဲ့တော့ဒါကတော်တော်စဉ်းစားစရာကောင်းတဲ့ကိစ္စလို့ဘုံဘုံကထင်တယ်ဟုတ်လားကိုယ့်ရဲ့ဘဝမှာကိုယ့်ထက်တော်တယ်ကိုယ့်ထက်သိတယ်ကိုယ့်ထက်ကောင်းတယ်လို့အလေးကထုထားစရာပုံကိုမရှိဘဲနဲ့နေရတာတကယ်တမ်းကတော့အနှစ်သာရစိတ်သုံးတယ်လို့ဘုံဘုံကတော့ထင်တယ်
ဟုတ်လားစဉ်းစားကြည့်လူတွေကမမာနတွေနဲ့ငါကိုအထက်ဆိုဘာမှမထားကျင်တာတွေကအခြေခံလေးကရှိတတ်တာ။အိုးတကယ်တမ်းကကိုယ့်ထက်သိတယ်ကိုယ့်ထက်တော်တယ်ကိုယ့်ထက်ကောင်းတယ်ဆိုတဲ့ပုံကိုမြန်တွေ့ရမယ်ဆိုရင်ဒါယူသေးတဲ့စိတ်နဲ့အော်ဒါငါထက်တော်တဲ့လူပဲဆိုတဲ့အကြီးအမှုအကြီးအကဲအလေးကလူထားပြီးတော့နေတဲ့လူတယောက်ကတော့အနည်းဆုံးရှိတဲ့နေပေါ့နော်။ဒီမှာတော့ဘုံဘုံတို့ကမြတ်စွာဘုရားတပည့်တော်ကဖြစ်ရတဲ့အတွက်ကြောင့်ဘယ်အရာတွေကိုကိုယ်ခေါင်းပေါ်မှာထားပြီးတော့ယူသိမှုလေးစားမှုတန်ဖိုးထားမှုပြုရမလဲဆိုတာကိုလွယ်လွယ်နဲ့မသိနိုင်ဘူးလားသိနိုင်တယ်စောတော့ပြောလိုက်ပြီလေဘယ်နှမျိုးပြောခဲ့တော့9မျိုး10မျိုးတောင်ပြောခဲ့တယ်နော်အချင်းချင်းကိုလည်းယူသိရမယ်ဆိုပြီးတော့ဟုတ်လားဘုရားဝတ္တေသနာတွေထဲမှာအင်္ဂုတ္တပါဠိတော်ကိုထောက်ထားပြုမယ်ဆိုရင်တော့9မျိုးတွေ့ရတယ်ပေါ့ဟုတ်လားအဲ့တော့ပြောရင်တာကမြတ်စွာဘုရားယူသိတဲ့အရာရဲ့ပုံမှာယူသိတဲ့စိတ်နဲ့နော်ဂရုကာရဝထားပြီးတော့နေရမယ်ဆိုတာဘလောက်လိုလားတော်မူသလဲဆိုတာကိုနော်ဒီဇတ်တော်လေးကိုဟောပြတာကိုကြည်ချင်းအပြင်မသိနိုင်ဘူးလားသိနိုင်တယ်အဲ့ဒီဇတ်တော်ရဲ့အဆုံးမှာနော်ဂါထာလေးတစ်ပုဒ်မြတ်စွာဘုရားဟောတာရှိတယ်ယေဝရမပစာယံမပစာယံတိနရဓမ္မတကောဟိတာဒိဋ္ဌေဝဓမ္မေပါတန္တာတံပရာယေသတုကတေတဲ့ဒီဂါထာလေးလည်းကောင်းနော်ယေဝရမပစာယံတိနရဓမ္မတကောဟိတာနရဓမ္မတကောဟိတာတဘာဝတရားတွေရဲ့ပုံမှာလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ပို့ပြီးတော့ချဲ့ပြောတော့သူတော်ကောင်းတရားရဲ့ပုံမှာလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လိမ္မာကျွမ်းကျင်တဲ့လူတွေပေါ့နော်နရဆိုတာလူပေါ့ဟုတ်လားဓမ္မတကောဝိတာနရဓမ္မတကောဝိတာတရားကိုလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တဘာဝတရားကိုလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဟာယေဝဒမပစာယံတိတဲ့နော်ဂုံအားဖြင့်တရားဖြင့်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုယူသေးတဲ့စိတ်နဲ့မျက်မျက်နှုံနှုံတန်ဖိုးထားနိုင်ကြတယ်ပေါ့နော်အဲ့လိုဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာဒိဋ္ဌေဝဓမ္မေပါတန္တာမသေးခင်ဒီပြစ္ဆခမျက်မှောက်ဘဝမှာကိုပဲအချီးမွမ်းခံတိုက်တယ်တဲ့တံပရာယေသတုကတိသိရင်လည်းပဲကောင်းတဲ့ဘဝကိုရောက်နိုင်နေတဲ့ဟောတမျိုးတွေ့ပြန်တယ်နော်ဒါလေးလည်းမှတ်သားရမယ်ဟုတ်လားဒါကြောင့်သူတော်ကောင်းတရားကိုကျွမ်းကျင်လိမ္မာတဲ့ပုဂ္ဂိုလ်တွေဟာအသက်အဖြစ်ဂုဏ်အဖြစ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုယူသေးတဲ့မှုလေးစားတဲ့မှုနဲ့ဂါရဝတရားရှိထားနိုင်ကြတယ်ဒီပုဂ္ဂိုလ်တွေဟာမသေးခင်မှာလည်းချီးမွမ်းတိုက်တယ်သိရင်လည်းကောင်းတဲ့ဘဝကိုရောက်နိုင်တယ်လို့အဲ့ဒါလိုမြတ်စွာဘုရားဟောအဲ့ဒါလို့ဆိုရင်ဘုံဘုံတို့ရှစ်ဆက်ပြီးတော့စဉ်းစားတဲ့အရာလေးပြောခြင်းတယ်ပေါ့နော်စောတော်တုန်းကဂါရဝတရားထားရမယ်တရား10ပါးထဲမှာနော်ဖေယတရားတန်ခါဟုတ်လားအချင်းချင်းဆိုတာတွေလည်းပါတယ်ခွဲလိုက်လို့ရှိရင်ပုဂ္ဂလနဲ့ဓမ္မလို့နှစ်မျိုးလည်းပဲထွက်လာနိုင်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နော်ဟောအကျဉ်းမြင်ပြောမယ်ဆိုရင်အသက်ကိုယ်ထက်ကြီးတာရဲ့ဂုံကိုယ်ထက်ကြီးတာရဲ့လို့ဒီလိုလည်းပဲထွက်လာတာလည်းရှိတယ်ပေါ့ကိုယ်ထက်ပိုပြီးတော့တရားသိတယ်ဒီလိုလည်းပဲဘုံဘုံတို့စဉ်းစားလို့ရတယ်ပေါ့အဲ့ဒါလို့ဆိုလို့ရှိရင်ဘယ်ဟာကနော်ပိုပြီးတော့အလေးကလူပြုတ်လိုက်တယ်လေအလေးကလူကတော့အကုန်လုံးပြုတ်လိုက်တာကြီးပဲသို့တော်လည်းပဲဘယ်ဟာကပိုပြီးတော့ပြုတ်လိုက်တယ်လဲဆိုတာလေးကိုစဉ်းစားဘုံဘုံစဉ်းစားမိတာလေးကိုပြောချင်တာအဖြေကဘာထွက်လာတော့ဆိုတော့ဓမ္မဆိုတဲ့သူတော်ကောင်းတရားဟာအလေးအမြတ်အပြုတ်တိုက်ဆုံးတရားပဲသဘောပေါက်လားဘုံဘုံတို့ပူဇာစပူဇာနေရနံနော်မင်္ဂလာတရားအပိုင်း3ထဲမှာဂါရဝသုတ်တံဆိုပြီးတော့သုတ်တံလေးပြောခဲ့တာပြန်ပြီးတော့နားထောင်ကြည့်ရင်မှတ်မိနိုင်တယ်ပေါ့အဲ့ဒါကဒီမှာလည်းပဲသူကပြောလိုက်တာပဲမြတ်စွာဘုရားဖျားဖြစ်ပြီးချင်းငါဘယ်ရာကိုဘသူ့ကိုနော်အလေးကလူထားပြီးတော့နေရပါမလို့လို့စဉ်းစားတာမှတ်မိမလားမသိဘူးနော်အဲ့ဒါဘာကိုတွေ့တော့သူတော်ကောင်းတရားကိုပဲတွေ့တာဘုရားတဲ့သီလသမารိပညာအဖြစ်ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဆိုတာပြမလောကနတ်လောကလူလောကဘယ်လောကမှာမှမရှိဘူးအဲ့ဒါမြတ်စွာဘုရားငါသိထားတဲ့တရားကိုပဲငါအလေးကလူပြုပြီးတော့နေတော့မေးလို့ဒီလိုစဉ်းစားတာနော်ဒီဂါရဝသုတ်တံအဲ့ဒါကိုသဟံပတိပြမကြီးကလာပြီးတော့ထောက်ခံတဲ့အနေနဲ့မြတ်စွာဘုရားကိုလာလျှောက်တာအဲ့ဒီဂါထာတွေတော့အမှားတို့ကြက်ထားတာရှိရလေဟုတ်လားအဲ့ဒါဂါရဝသုတ်ပေါ့နော်အဲ့ဒါကိုကြည့်လို့ရှိရင်လည်းပဲဓမ္မသည်အလေးကလူအပြုတိုက်ဆုံးသောအရာဆိုတာမထင်ရှားဘူးလားထင်ရှားတယ်နော်ဖျားရှင်ကိုတော်မြတ်ကြီးကိုယ်တိုင်ဘာကိုအလေးပြုလဲလို့မင်းသူတော်ကောင်းတရားကိုအလေးပြုတယ်နောက်အခါတစ်ပါးမှာနန္ဒဆိုတဲ့ယဟန်မြတ်စွာဘုရားညီတော်ပေါ့နော်တရားဟောတာဘလောက်ကြာဟောဆိုညာလုံးပေါက်ဟောတယ်တဲ့တမယုံထဲမှာအဲ့ပြီးလင်းပြီဆိုတော့မှသူပလင်မောထသွားတော့ခါကျတော့မြတ်စွာဘုရားအဲ့ဒီအကြောင်းရဲ့ဘေးစင်းညံလန်းလေးကနေမြတ်စွာဘုရားကြွသွားတော့မြင်ရတယ်မြတ်စွာဘုရားလည်းတညာလုံးတရားနာနေတယ်တဲ့အဲ့ဒါရှင်နန္ဒကဘုရားတရားနာနေတယ်လို့မသိဘူး
တိတယ်ဆိုရင် तू အဲ့လောက်ကြာကြီးဟောမှာမဟုတ်ဘူးပေါ့နော်ဒါပဲစီဘုန်းဘုန်းတို့ဘာကိုတွေးရလဲဆိုတော့မြတ်စွာဘုရားတရားကိုဘလောက်အလေးကလူပြုတယ်လဲဆိုတာကိုတွေးရတယ်ပေါ့နောက်တစ်ချက်ဘုန်းဘုန်းတို့စဉ်းစားစရာလေးတွေပေါ့ဘာပြောရင်တော့ဆိုတော့ဘုန်းဘုန်းတို့မြတ်စွာဘုရားဝိရိယဇာပုံနာကြီးနဲ့တွေ့ရတဲ့အကြောင်းဝိရိယဇာပုံနာကြီးနဲ့တွေ့လို့တော့ကြုံခဲ့ရတဲ့အခြေအနေတွေဗုဒ္ဓဘာသာဝင်တွေတော်တော်များများကြားဖို့ရတယ်ဝိရိယဇာပုံနာကြီးကမြတ်စွာဘုရားကိုကြည်ညိုလို့ပင့်သွားတာဟိုရောက်တော့မှမနက်ကလှည့်စားထားလို့မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုမေ့နေတာအဲ့ဒီအချိန်မှာတော့ဝိရိယဇာကလည်းဘာဖြစ်နေလို့ဆိုအငတ်ဘေးကြုံနေတာလေအဲ့ဒါတွေကြားဖို့တယ်မဟုတ်လားအဲ့ဒီဝိရိယဇာပုံနာကြီးမြတ်စွာဘုရားနဲ့တွေ့တော့မြတ်စွာဘုရားဘလို့ကြည်ညိုသွားလဲဆိုတာလေးရှိတယ်အဲ့ဒါသူဘုရားနဲ့တွေ့ချင်းကြည်ညိုတာတော့မဟုတ်ဘူးမြတ်စွာဘုရားကိုသူကအပြစ်တွေမျိုးစုံတင်ပြီးတော့မှနောက်ဆုံးကြမှာသူကကြည်ညိုတာအဲ့ဒီမှာသူကမြတ်စွာဘုရားနဲ့တွေ့ချင်းဘာလျှောက်တော့မြတ်စွာဘုရားကိုရှင်ဂေါတမတဲ့သင်ဟာကြုတ်ကြားတဲ့အတိုင်းမှန်းနေတာပဲတဲ့ပါမန္နာတော့ယဟန်ဂေါတမဟာကိုယ့်တဲ့အသက်အပြင်ကြီးတဲ့ပုံကိုယ်တွေကိုရိုသေရမှမသိလေးစားမှမသိအလေးကလူထားမှမသိအဲ့လိုကြားဘူးတာဟုတ်တယ်တဲ့အခုကျုပ်ကတင့်ထက်ကြီးတယ်ပေါ့အဲ့ဒါကိုသင်ဟာကျုပ်ကိုနော်အယိုယိုသေးဆက်ဆံကောင်းမှမသိဘူးပေါ့နော်အဲ့တော့မြတ်စွာဘုရားကငါယိုသေးဆက်ဆံရမယ်လို့ဒီလောကမှာမရှိဘူးတကယ်လို့ငါခရီးဥကြုံမြန်ပြုတ်မယ်ဆိုရင်အဲ့ဒီလူရဲ့ခေါင်းဟာခုနှစ်စိတ်တောင်ကွဲသွားလေရ၏ဥကောင်းဟာပြက်ကြွေသွားတော့သွားလေရ၏အဲ့တိုင်တောင်မြတ်စွာဘုရားဟောမြတ်စွာဘုရားရဲ့ဂုဏ်ကကြီးလွန်းလို့ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကကြားတဲ့ကိုရှောက်တဲ့စကားတွေဘုံဘမပြောတော့ပါဘူးဘာလေးပြောပြတော့ဥမာဘာလေးပြောပြတော့ဆိုတော့ပုံနာတဲ့ကျက်မတွေကကျက်ဥတွေဥထားတယ်နော်ကျက်ဥတွေအများကြီးဥထားတယ်နောက်ဆုံးကျက်ဥတွေပေါ်မှာဒီအကောင်လေးတွေပေါက်လာဖို့အတွက်ကျက်မကြီးကဝစ်မယ်ပေါ့နော်ဝစ်လို့ရှိရင်အပေါ်ဆုံးအဝစ်ခံရတဲ့အကောင်ဥဟာအရင်ပေါက်လာတကယ်တမ်းစဉ်းစားကြည့်ရင်အဲ့ဒီဥဟာနောက်ဆုံးမှကျက်မရဲ့ဝမ်းထွက်လာတာအရင်ဥတဲ့ဥတွေကအောက်ထဲမှာဟုတ်တယ်မဟုတ်လားအဲ့တော့အရင်ဥတဲ့ကြက်ကိုအရင်ဥတဲ့ဥတွေကကြက်ကိုပဲကြီးတယ်လို့ပြောမလားအရင်ဒီဥတွေကနေအရင်ဖောက်ထွက်လာတဲ့ကြက်ကိုပဲကြီးတယ်လို့ပြောမလားဗောနော်ဒီပြဿနာလေးကိုစဉ်းစားကြည့်ဟုတ်လားနောက်မှကျက်မရဲ့ဝမ်းထဲကထွက်လာပြီမဲ့လို့ကျက်မရဲ့ဝစ်ပေမှုကြောင့်ကြက်ဥတွေကအရင်ထွက်လာတဲ့အကောင်ကတကယ်တမ်းကကြီးတယ်ဟုတ်လားဒီဥမာလေးကတော်တော်လေးစဉ်းစားစရာကောင်းတယ်ပေါ့နော်ကျမရဲ့ဝမ်းထဲကတော့နော်အောက်ထဲကျနေတဲ့ဥတွေကအရင်ထွက်တာပေါ့ဒါပေမဲ့လို့ကြက်ဥတွေကထွက်လာတာကကြတော့အပေါ်ကကြက်ဥကအရင်ထွက်လာတာ तू ကအရင်အငွေ့ဓာတ်တွေအပူဓာတ်တွေအနှွေးဓာတ်တွေရတာအိုးဟုတ်လားအဲ့တော့မြတ်စွာဘုရားအဲ့လိုပဲတဲ့ဒီအဝိဇ္ဇာဆိုတဲ့မတိမှုဥကွန်တွေကငါအရင်ဥဆုံးဖောက်ထွက်လာတာဒါကြောင့်မို့လို့လောကမှာငါအကြီးဆုံးငါအမျက်ဆုံးလို့အဲ့လိုမြတ်စွာဘုရားနော်တိဟနာတာသဘောမျိုးနဲ့ကျူးရင်ခဲ့တာတွေရှိအဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်နော်ကြီးတယ်ငယ်တယ်ဆိုတာဘာလဲအရင်မွေးတာနောက်မွေးတာပေါ်မှာအတိတ်ကမူမတည်ဘူးပေါ့နော်အရင်မွေးပြီးဘာမှမသိဘူးဆိုရင်ဒါလူငယ်စင်းရဲနဲ့ပဲထည့်ရမယ်သဘောဟုတ်လားနောက်မွေးပြီးတော့အသိရှိတယ်ဆိုရင်ဒါလူကြီးစင်းနဲ့ထည့်ရမယ်သဘောပေါ့နော်ဒါလူကြီးလူငယ်ကိုသူကအဲ့လိုပြောကြတာလည်းရှိတယ်နော်ရှင်မာကိစီပြောတာလေးတခုလည်းဘုံဘကမှတ်ရတယ်သူကတော့ကာမဂုဏ်ခံစားနေတဲ့လူဟာသူအသက်ဘလောက်ကြီးကြီးသူကလူငယ်ပဲတဲ့ကာမဂုဏ်မခံစားတော့ဘူးဆိုရင်သူအသက်ဘလောက်ငယ်ငယ်သူကလူကြီးပဲလို့အဲ့ဒီရှုတော့ကလည်းကြည့်ပြီးတော့ပြောတာလည်းမှတ်သားမိဘူးတယ်ပေါ့နော်ဒါကာမဂုဏ်မခံစားတော့ဘူးဆိုတာကာမဂုဏ်ရဲ့အပြစ်ကိုမြင်ပြီးတော့ဒါမှစွန့်လွတ်နိုင်တဲ့ဉာဏ်ရှိလို့ပြောရရင်အတိကြီးလို့မဟုတ်ကာမဂုဏ်ကိုမခံစားတာပေါ့နော်မတန်ဘူးဆိုပြီးတော့မခံစားတဲ့သဘောလိုလည်းပဲရိုးရှင်းရှင်းနားလည်နိုင်တယ်ပေါ့ဟုတ်လားအဲ့တော့ဒီနေရာမှာဘုံဘုံတို့ပြောချင်တာကနော်တရားကိုသိတဲ့ပုဂ္ဂိုလ်ဟာကြီးမြတ်တယ်ဆိုတဲ့ဥစ္စာလေးကိုစဉ်းစားသိချင်တာပေါ့နော်ဒါကဘုံဘုံတို့စဉ်းစားစရာလေးတွေဆိုတာအဲ့ဒါကိုပြောတာဟုတ်လားဝိဉ္ဇာပုံနာကိုမြတ်စွာဘုရားပေးခဲ့တဲ့ကြက်ဥပမာပေါ့ဟုတ်လားနော်အမိဝမ်းကောင်းကထွက်တဲ့အရင်ထွက်လာတဲ့ဥတွေကကောင်ကကြီးသလားဒါမှမဟုတ်ဥတွေကနေအရင်ထွက်လာတဲ့အကောင်ကကြီးသလားဆိုတဲ့ဥမာလေးကစဉ်းစားစရာအလွန်ကောင်းတယ်ပေါ့ဟုတ်လားဒါကြောင့်မို့လို့ကိုဟာကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရှင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မတိမှုတွေကနေကိုဟာထွက်နိုင်အောင်ဖောက်နိုင်အောင်ကြိုးစားရမယ်ပေါ့ကိုယ့်ရဲ့အသိဉာဏ်ကြီးလေကိုဟာကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်လေဆိုတာလေးကိုစဉ်းစားမိသိချင်တာပါဟုတ်လားဒါကဘုံဘုံတို့စဉ်းစားတရားလေးပြောတာနောက်ဏီကုန်းချုပ်ဘာပြောချင်တော့ဆိုတော့
ဘုန်းတို့ဒီဂါရဝဆိုတာလေးနဲ့ပတ်သက်ပြီးတော့အင်္ဂုတ္တပါဠိတော်စတုကနိပတ်ထဲမှာကောဓဂရုသုတ်တံဆိုတာရှိတယ်ဟုတ်လားအဲ့ဒီကောဓဂရုသုတ်တံမှာနှစ်ပုဒ်တော်မြတ်စွာဘုရားဟောတာဘာပြောတော့ဆိုတော့သူတော်ကောင်းတရားရဲ့သူယုတ်မာတရားရဲ့လို့တရားနှမျိုးရှိတယ်တဲ့ဟုတ်လားသူတော်ကောင်းတရားရဲ့သူယုတ်မာတရားရဲ့အတ္တဓမ္မတတ္တမဆိုတဲ့အသုံးအနှုန်းလေးနဲ့သုံးပြီးတော့ဟောတယ်အဲ့ဒီမှာသူတော်ကောင်းတရားဆိုတာဘာတော့သူယုတ်မာတရားဆိုတာဘာတော့လဲလောကမှာတချို့လူတွေဟာအမျက်ထွက်เสียကြုံလာလို့ရှိရင်အမျက်ဖဲထွက်ပြစ်လိုက်တယ်သူတော်ကောင်းတရားကိုဂရုမစိုက်တရားတွေတာတာထားလိုက်သမ်းငါစိတ်တို့ဖို့အရေးကြီးတယ်ကိုစိတ်တို့စရာကိုပဲမကျင်တဲ့ချက်ကြီးကိုပဲရှေ့တန်းတင်ထားတာပေါ့ဒါကိုကောဓဂရုလို့ခေါ်တယ်သူတော်ကောင်းတရားမသိဘူးမဟုတ်သိတယ်ဒါဒီတာတာထားလိုက်စမ်းငါ့ကိုဒီချိန်မှာတရားစကားတွေလာမပြောနဲ့ငါစိတ်တို့နေတာဒါမျိုးကိုပြောတာနော်ဒါလူငယ်တွေနားလည်အောင်ဘုံဘုံပြောတာကောဓဂရုဆိုတာဟုတ်လားနောက်မက္ခဂရုတဲ့ဟောမက္ခဆိုတာသူ့ရဲ့ဂုံကျေးဇူးကိုဖျက်ဆီးတာသူများတော်တာတည်တာကောင်းတာတွေကိုအတိအမှတ်မပြုတ်နိုင်ဘူးဘလို့ပါကွာသူများရဲ့ဂုံကိုဖျက်လို့ဖျက်ဆီးလုပ်တာသူများရဲ့ဂုံကိုအတိအမှတ်မပြုတ်နိုင်ဘူးသူများတော်ကြောင်ကောင်းကြောင်မပြောနိုင်ဘူးဟုတ်လားတနည်းအားဖြင့်မက္ခဆိုတာကျေးဇူးကမ်းတာကိုယ့်ဘုံမှာကောင်းထားတာရှိတယ်အဲ့ဒီကောင်းထားတာကိုအတိအမှတ်မပြုတ်နိုင်ဘူးဒါလည်းမက္ခပဲမက္ခရဲ့အဓိပ္ပာယ်လေးကိုကြည်ကြည်ပြင်းပြင်းနားလည်မယ်နော်သူများရဲ့ဂုံသူများရဲ့ကျေးဇူးသူများတော်ကြောင်ကောင်းကြောင်အတိအမှတ်မပြုတ်နိုင်ဘူးဒါလည်းမက္ခပဲကိုယ့်ဘောကောင်းထားတာကိုယ့်ဘောတော်ထားတာကိုယ့်ဘောဟုတ်ထားတာဒါတွေကိုလည်းအတိအမှတ်မပြုတ်နိုင်ဘူးဒါလည်းပါတော့မက္ခပဲအဲ့လိုကျေးဇူးကမ်းခြင်းဂုံကျေးဇူးချစ်ဖြတ်ခြင်းကိုပဲအလေးကရုထားတယ်သူတော်ကောင်းတရားကိုအလေးကရုမထားဘူးဒါကိုမက္ခဂရုလို့ခေါ်တယ်တဲ့တချို့လူတွေမှာဒီသဘာဝတွေမရှိဘူးလားရှိရနော်ကောဓဂရုမက္ခဂရုတဲ့ဟောသူအလေးကရုထားတာကြီးတွေကစိပ္ပစရာကြီးတွေပေါ့နော်နောက်ထပ်ဘာသူအလေးကရုထားတုံဆိုတော့လာဘဂရုတဲ့လက်လာဘရဖို့ပဲလွယ်လွယ်ပြောရရင်ပတ်စံရဖို့ပဲပတ်စံရဖို့ပဲကြည်တယ်နောက်သူတော်ကောင်းတရားနဲ့ပတ်စံနဲ့ရှင်လိုက်မင်းသူတော်ကောင်းတရားတတထားလိုက်မင်းသူတော်ကောင်းတရားထမင်းကျွေးမှာမဟုတ်ဘူးဟုတ်လားသူဘာပဲရခြင်းနေတော့ပိုက်ဆံပဲရခြင်းနေတယ်နော်ယဟန်တွေရဲ့အသုံးနှုန်းနဲ့ပြောရရင်လက်လာဘပဲရခြင်းနေတယ်ပေါ့ဟုတ်လားသူတော်ကောင်းတရားနဲ့လက်လာဘထိတ်တိုက်တွေ့ပြီဆိုရင်သူဘာပဲရွေးလိုက်တော့လက်လာဘပဲရွေးလိုက်တယ်ဘာလို့ပဲအရေးကြီးတယ်လို့ထင်လဲလက်လာဘကိုပဲအရေးကြီးတယ်လို့ထင်တယ်ဒီလိုလေးပြောရင်လည်းဘုံဘဟုတ်လားဂရုဆိုတာအရေးကြီးတယ်ထင်နေတာပေါ့ဟုတ်လားပြီးတော့သက်္ကာရဂရုတဲ့ပူဇော်မှုမြတ်နိုးမှုကိုယ်ကိုရိုသေမှုလေးစားမှုဒါကိုပဲအလေးကရုထားနော်လာဘသက်္ကာရတိလောကလို့အတွဲစကလုံးလေးသုံးလုံးတွဲပြီးတော့မြတ်စွာဘုရားဟောတာရှိရလေဒီမှာတော့လာဘသက်္ကာရလာဘဆိုတာလက်လာဘသက်္ကာရဆိုတာကမြတ်နိုးမှုပူဇော်မှုရိုသေမှုကိုယ်လေးလေးစားစားတန်ဖိုးထားပြီးတော့လူတွေကဆက်ဆံကြတဲ့အနေအထားလေးကိုသက်္ကာရလို့ပြောတာတိလောကဆိုတာကြတော့သူတို့ထက်ပိုးပြီးတော့လူတွေကဆာလောင်မှုတ်သိသေးတယ်ရကျင်သေးတယ်တိလောကဆိုတာဘာတော့နာမည်ကြီးတာကိုယ့်အကြောင်းလူသိများတာဟုတ်လားအဲ့ဒါကိုရကျင်တယ်နော်ပုထုဇဉ်တွေဆိုတာဟုတ်လားအခုဒီမှာမြတ်စွာဘုရားသက်္ကာရဂရုတဲ့ကိုယ့်ကိုရိုသေမှုလေးစားမှုမြတ်နိုးမှုဒါတွေကိုလူတွေကကိုယ့်ကိုပေးတာကိုအလွန်ရကျင်သူတော်ကောင်းတရားကိုရကျင်တာမဟုတ်သက်္ကာရကိုရကျင်သူတော်ကောင်းတရားကိုရေးကြီးတယ်လို့မထင်ဘူးသက်္ကာရကိုရေးကြီးတယ်လို့ထင်တာဟုတ်လားအဲ့ဒီတရား၄မျိုးဟာအဲ့ဒါသူယုံမှတရားပဲတဲ့နော်စိတ်တို့ဖို့ပဲရေးကြီးတယ်ကွာမကြည်တဲ့ချက်တွေကိုပဲရှေ့တန်းတင်ပဲဟောပို့ပြီးတော့နားလည်အောင်ပြောရရင်ဘာရှေ့တန်းတင်ထားတာတော့မကြည်တဲ့ချက်ကိုရှေ့တန်းတင်ထားတာနော်သွားလဲဒီစိတ်စားလဲဒီစိတ်ဒါပဲတွေးနေတယ်သူတော်ကောင်းတရားမသိလို့တော့မဟုတ်ဘူးသိတယ်ဒါသိတသာထားလိုက်အလေးကလူဂယုမဆိုင်ဘူးပေါ့နော်အဲ့တရားတွေငါဂယုမဆိုင်ဘူးပေါ့ဟုတ်လားသူဂယုဆိုင်မှာပါတော့အမျက်ထွက်ဖို့ကျေစုကမ်းဖို့သူများရဲ့ဂုံကိုဖျက်ဖို့ဟုတ်လားပြီးတော့ပါတော့ရဖို့လက်လာပါပြည့်စုံဖို့ဟုတ်လားသူများရဲ့ယူတင်မှုလေးစားမှုရဖို့ဒါပဲအလေးကလူထားအဲ့ဒါလို့ဆိုလို့ရှိရင်တဲ့ဘာဖြစ်တော့တဲ့လေယာမြေကောင်းနဲ့တော့တွေ့ပါရဲ့ဒါပေမဲ့မျိုးစေ့ကပုတ်နေတယ်တဲ့ဟောပြီးတော့ဥမာရန်ကောင်းတယ်နော်လေယာမြေကောင်းနဲ့တော့တွေ့ပါမြေကောင်းမြေကတော့ကောင်းတယ်ဟုတ်လားဒါပေမဲ့မျိုးစေ့ကဘာဖြစ်နေတော့ပုတ်နေတယ်တဲ့ကြီးပွားနိုင်မှာလားပေါက်ရောက်နိုင်မှာလားကြီးပွားဖို့နေနေတာလားအညောင်တောင်ထွက်မှာမဟုတ်မျိုးစေ့ကပုတ်နေပြီဆိုမှတော့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားပေးတယ်ဥမာပဲကောဓမက္ခဂရုဘိက္ခုလာဘသက်္ကာရဂါရဟောသူခိတေပုတိဘီဇံဝတရမေနဝိရုဟတိတဲ့ဂါထာလေးနဲ့မြတ်စွာဘုရားဆက်ဟောတာနော်ကောဓမက္ခဂရုဘိက္ခုတဲ့နော်ဟောဒီလောကကြီးမှာတချို့သောယဟန်တွေဟာကောဓမက္ခဂရု
နော်အမျက်ထွက်ဖို့ပဲရှေ့တန်းတင်နေကြတယ်ကြီးစုကမ်းဖို့ပဲရှေ့တန်းတင်နေကြတယ်ဂုံဖြတ်ဖို့ပဲရှေ့တန်းတင်နေကြတယ်လာဘတက္ကာရဂါရောလက်တွေရဖို့အယိုသေးခံရဖို့ဒါကိုပဲရှေ့တန်းတင်တယ်ဒါကိုပဲဂိယုဆိုင်နေတယ်ဒါကိုပဲအလေးပြုနေတယ်ဂရုဆိုတာလေးပြုတာပဲဟုတ်လားဒါကိုပဲတန်ဖိုးရှိတယ်လို့ထင်ပြီးတော့ဒါတွေကိုပဲလေးစားနေတာပေါ့ဟုတ်လားဘာလို့တော့မလေးစားဘူးတော့သူတော်ကောင်းတရားကိုတော့မလေးစားဘူးတဲ့အဲ့ဒါလို့ဆိုရင်သူခိတ္တေပုတိပိဇံဝါတဲ့နော်မြေကောင်းလေးတော့တွေ့ပါရဲ့ဒါပေမဲ့ပုတိပိဇံဝါတဲ့မျိုးစေ့ကဘာဖြစ်နေတော့ပုတ်နေတယ်တဲ့မြေကောင်းမို့တော့ကြာရောက်ခွင့်ရပါရဲ့မျိုးစေ့ကပုတ်နေတော့အညောင်းတောင်မထွက်နိုင်ဘူးနော်အတီးတီးဖို့အရွက်တွေဝေးစားဖြစ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စပေါ့နော်ဒါကြောင့်တတ္တမေနဝိရုဟတိတဲ့သူတော်ကောင်းတရားမှာကုသိုလ်တရားတွေမှာအဲ့ဒီပုဂ္ဂိုလ်ဟာဘယ်နည်းနဲ့မှမပေါက်ရောက်မကြီးပွားနိုင်ဘူးလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်ဘုံဘုံတို့တွေကနော်သူတော်ကောင်းတရားနဲ့ထိတ်တိုက်တွေ့လာလို့ရှိရင်အမျက်ဘက်ကိုမလိုက်ဖို့ကျေးဇူးဖြတ်တဲ့ဘက်ကိုမလိုက်ဖို့နော်လာဘတက္ကာရဘက်ကိုမလိုက်ဖို့ကြိုးစားကြရမယ်ပေါ့တကယ်လို့ဘုံဘုံတို့ကအဲ့လိုမဟုတ်ဘဲနဲ့သူတော်ကောင်းတရားဘက်ကိုနော်အလေးထားမယ်ဆိုလို့ရှိရင်တော့ဒါသူတော်ကောင်းတရားဘက်ကိုအကျုံးဝင်သွားတာပေါ့နော်ယေသတတ္တမကရုဏဝိဟံတုဝိဟရံတုစာနော်စိတ်ကောင်းနှလုံးကောင်းရှိကြတဲ့ပုံကိုယ်တွေဉာဏ်ပညာနဲ့ပြည့်စုံကြတဲ့ပုံကိုယ်တွေကသူတော်ကောင်းတရားမှာအလေးပြုပြီးတော့ရှေ့တုန်းကလည်းနေခဲ့ကြတာရှိတယ်အခုလည်းနေကြတာရှိတယ်တဲ့တနည်းအားဖြင့်ကိုယ့်ဘဝမှာဆိုရင်ကိုပဲရှေ့တုန်းကလည်းပဲအလေးပြုပြီးတော့အလေးကရုပြုပြီးတော့နေခဲ့တယ်အခုလည်းအလေးကရုပြုပြီးတော့နေစေဆိုရင်ဘာရဲ့ပုံမှာတော့သူတော်ကောင်းတရားရဲ့ပုံမှာအဲ့ဒါလို့ဆိုလို့ရှိရင်တော့တဲ့တေဝေဓမ္မေဝိရုဟန္တိတနေဟာနွယမိဩဒရာအဆိုးတဲ့အစေးတဲ့မြေဩဇာနဲ့ပြည့်စုံတဲ့မြေပေါ်မှာကြာရောက်သွားတဲ့နော်ဆေးပင်ကလေးနော်အပင်ကအဖိုးတန်နော်လက်တဖြူပင်လို့စက်နကူးပင်လို့နော်တကြက်သားကိုပဲတောင်းနေချီပြီးတော့တန်တဲ့အပင်မျိုးဟုတ်လားအဲ့ဒီလိုအပင်မျိုးပေါက်ရောက်ပြီးကြီးပွားပြီဆိုတန်ဖို့အလုံးမကြီးဘူးလားကြီးမေးတဲ့အဲ့ဒါသူတော်ကောင်းတရားနဲ့အဲ့ဒီပုံကိုယ်တွေကကြီးပွားကြလိမ့်မယ်လို့မြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်အမျက်ရဲ့ဂုံကျေးဇူးခြေဖြတ်တာရဲ့လက်ရဲ့ပြီးတော့ဗါတော့တက္ကာရဆိုတဲ့အယိုသေးပြုမှုကိုအလိုရှိနေတဲ့သဘောပေါ့ဟုတ်လားလာဘတက္ကာရနော်ကောဒမက္ခလာဘတက္ကာရနော်ပါဠိစကားလုံးလေးတွေရင်းနှီးအောင်မှတ်ပါဟုတ်လားကောဒမက္ခလာဘတက္ကာရဒါတွေကိုအလေးကရုပြုနေမယ်သူတော်ကောင်းတရားကိုအလေးကရုမပြုဘူးဆိုရင်မြေကောင်းနဲ့တွေ့တော့လဲပုတ်သောမျိုးစေ့ကဲ့သို့အညွန့်အညောင်းတောင်မထွက်နိုင်ရှာဘူးဆိုတဲ့သဘောဟုတ်လားသို့တော့ဘုံဘုံတို့တွေကကောဒမက္ခရဲ့ပုံမှာလာဘတက္ကာရရဲ့ပုံမှာအလေးကရုမပြုဘဲနဲ့သူတော်ကောင်းတရားရဲ့ပုံမှာအလေးကရုပြုမယ်ဆိုရင်တော့နော်ဆေးပင်ကလေးဟာနော်အဆိုတဲ့ဆေးတဲ့ဩဇာဓာတ်နဲ့ပြည့်စုံတဲ့မြေပေါ်ကျသွားပြီဆိုရင်နော်ကြီးပွားသွားတယ်လို့မျိုးသူတော်ကောင်းတရားမှာဘာဖြစ်ကြမလို့ကြီးပွားလိမ့်မယ်လို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်မလို့ဒါကဘာတော့ဆိုတော့အလေးကရုထားရမယ့်အရာတွေထဲမှာဓမ္မသည်သူတော်ကောင်းတရားသည်အလေးကရုအပြုတိုက်ဆုံးဆိုတာလေးကိုဏိကုံးချုပ်ပြောပြတာဟုတ်လားဒါဂါရဝမင်္ဂလာနဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့ပြောဖို့လို့စီစဉ်ထားတဲ့အရာလေးတွေပေါ့ဟုတ်လားအဲ့တော့ပြောကြတာလေးတွေအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်တော့မှတ်မိဖို့လိုမယ်နော်ဂါရဝဆိုတာဘာတော့ယူသေးတဲ့သဘောနော်လေးစားတဲ့စိတ်တန်ဖိုးသားတဲ့စိတ်ကိုအခြေခံပြီးတော့ယူသေးနိုင်တဲ့သဘောကာယကံယူသေးမှုဝစီကံယူသေးမှုမနောကံယူသေးမှုဟုတ်လားဘာတွေရဲ့ပုံမှာယူသေးရမှာတော့ဖရာတရားတန်ခါတိတ်ခါတမာတိအပမာဒပฏิတန်ထာရဟိရိဥတ္တပနောက်ဆုံးအချင်းချင်းရဲ့ပုံမှာလေးစားတဲ့စိတ်နဲ့နော်အလေးကလူထားပြီးတော့ဆက်ဆံနိုင်ရမယ်ဟုတ်လားအဲ့လိုမျိုးဘုံဘုံတို့ယူတည်နိုင်မယ်လေးစားနိုင်မယ်ဆိုလို့ရှိရင်အကျိုးကျေးဇူးကဘာတွေရမှာတော့အာယုဝဏဒုက္ခဗလဟုတ်လားနော်ဒါမြတ်စွာဘုရားရဲ့ဒေသနာအရသိရတဲ့အကျိုးကျေးဇူးလက်တွေ့အသိနိုင်တဲ့အကျိုးကျေးဇူးဟာဗြဟ္မဝိဟာရတရားတွေဖြစ်ပွားလာမယ်မေတ္တာကရုဏာမုဒိတာဥပေက္ခနဲ့ဘဝဟာနော်ဘလို့တော့အလွန်ကိုပဲချမ်းချမ်းမြင့်မြင့်တန်ဖိုးရှိရှိရှင်သန်နိုင်မယ်ပေါ့ဟုတ်လားဒီကာရဝတရားစိတ်သုံးမယ်ဆိုလို့ရှိရင်တော့ဣဒ္ဓမေစရိယမာနဒေါသဒါတွေပဲတူပွားပြီးတော့နော်ကိုယ့်ရဲ့အလွန်ကောင်းတဲ့ယဉ်ကျေးမှုပျောက်ဆုံးတဲ့အတွက်ကြောင့်အကျိုးရလဒ်တွေပါစိတ်သုံးသွားတာပေါ့ဟုတ်လားဒီကာရဝနဲ့နိဝါဒနောက်နေမှာဆက်ပြောမှာနိဝါဒနော်မာနကိုနှိမ့်ချနိုင်တယ်ဆိုတာဆက်သွယ်မနေဘူးလားဆက်သွယ်နေတယ်မှန်တက်နေရင်အယိုသိမပေးနိုင်ဘူးအလေးကရုမပြုတ်နိုင်ဘူးအဲ့လိုဆိုရင်အကျိုးရလဒ်တွေလည်းမရနိုင်ဘူးပေါ့ဟုတ်လားပြီးတော့ဘုန်းဘုန်းတို့ဗာဆက်ပြောကြတော့တိတ်တီရာဇက်ဟုတ်လားခါရဲဆင်ရဲမြောက်ရဲနော်ဒါဘာကြောင့်မြတ်စွာဘုရားဟောတာတော့ယဟန်နေရဲ့ဂါရဝတရား
မရှိမှုကိုအကြောင်းပြုပြီးတော့ဟောခဲ့တာဟုတ်လားမြတ်စွာဘုရားဘယ်လောက်ထိကာရဝတရားထားစီခြင်းတလဲဆိုတာလေးကိုမှတ်သားရမယ်ပေါ့ကာရဝတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာပြစ္ဆုတ်ပံဘဝမှာလည်းပဲချီးမွမ်းခံတိုက်တယ်တန်တရားမှာလည်းပဲကောင်းမြတ်တဲ့ဘဝကိုရနိုင်တယ်အဲ့ဒီကာရဝပြုလိုက်တဲ့အရာတွေထဲမှာဘယ်အရာဟာကာရဝအပြုတိုက်ဆုံးလဲလို့ဘုံဘုံတို့တွေးကြည့်မယ်ဆိုရင်တော့ဘာကိုတွေးရမှာတော့သူတော်ကောင်းတရားကိုတွေးရမယ်သူတော်ကောင်းတရားသည်အလေးအမြတ်အပြုတိုက်ဆုံးသောအရာဘုရားရှင်ကိုတော်မြတ်ကြီးကိုယ်တိုင်တောင်သူတော်ကောင်းတရားကိုအလေးအမြတ်ပြုပြီးတော့နေခဲ့တာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ဗါလဲဆက်ပြောခဲ့သေးတော့နောက်ဝေရင်စာပုံနာကြီးကိုမြတ်စွာဘုရားဟောတဲ့ကျက်ဥပမာဒါပြောရတယ်နော်အေးနောက်ဆုံးဏီကုံရုပ်ပါပြောတော့လောကလူသားတွေပုထုသင်တဘာဝလောဘဒေါသမောဟအားလျော်စွာတခါတလေမှာအလေးကရုပြုနေတာတွေမှားယွင်းတဲ့အလေးကရုပြုနေတာတွေသတိထားမိဖို့ကောတာကရုသုတ်တံဘုံတို့ပြောတာနော်အရာရာမှာနော်တရားနဲ့ချင့်ချိန်ပြီးတော့နော်တရားမပြောက်ဖို့နော်သူတော်ကောင်းတရားကိုပဲမန်တိုင်ထားပြီးတော့သူတော်ကောင်းတရားကိုပဲနော်အလေးကရုထားပြီးတော့နေနိုင်ဖို့ဘုံတို့ဘဝမှာစိန်ခေါ်မှုတွေဆိုတာတွေ့ရမှာနော်ဘာတွေတုံးစိန်ခေါ်မှုတွေကမင်းဒေါသဖြစ်မှလားမဖြစ်ဘူးလားပြောငါမင်းကိုဒေါသဖြစ်အောင်လုပ်နေပြီဆိုတာအာယုန်နေပေါ့ဟုတ်လားတွေ့တယ်မို့လားအဲ့တော့ကိုကဘာအဖြေပဲပေးလိုက်တော့အဲ့တော့မင်းအလိုကြဒေါသပဲဖြစ်လိုက်တော့မယ်ကွာပေါ့ဟုတ်တယ်မို့လားအဲ့ဒါဘာဖြစ်သွားတာတော့ကောဓကရုဖြစ်သွားတာပေါ့နော်သူတော်ကောင်းတရားပျောက်သွားပြီအဲ့ဒီချိန်မှာဟုတ်လားတခါတလေကျေးဇူးကမ်းစရာလေးတွေနဲ့တွေ့လာရင်လည်းကမ်းကျင်လည်းကမ်းတာပေါ့အများစုကတော့ကျေးဇူးကမ်းတာတော့တိတ်ပြီးတော့မကမ်းကြတာများပါတယ်ဒါပေမဲ့သူများရဲ့ဂုံကိုဖျက်တာကြတော့များသောအားဖြင့်လှုပ်တက်ကြတယ်ပေါ့သူများကောင်းတာကိုအတိမမပြုတ်ချင်ဘူးပေါ့နော်သူများတော်တာဆိုလို့ရှိရင်တိတ်ပြီးတော့စိတ်ထဲကဝမ်းမြောက်ဝမ်းသာကြီးမရှိလှဘူးအဲ့ဒါကယုံညံ့တဲ့စိတ်အခြေခံလေးတွေအဲ့ဒါကျေးဇူးကမ်းခြင်းကိုဆက်ပြီးတော့ရောက်သွားနိုင်တယ်ပေါ့နော်ဒါတွေကိုအလေးကရုမထားဖို့လိုတာပေါ့ပြီးတော့ဗါတော့လာဘတက္ကာရဟုတ်လားလူချင်းရခြင်းစိတ်တွေမများဖို့လိုတယ်ပါရခြင်းနဲ့ညာရခြင်းနဲ့ဆိုတာအဲ့ဒါဒီတည်းပဲအကျုံးဝင်နေတာဟုတ်လားအဲ့ဒါလိုမျိုးဘုံဘုံတို့အလေးကရုပြုတာတွေမှားနေမယ်ကောဒမက္ခလာဘတက္ကာရကိုပဲအလေးကရုပြုနေမယ်ဆိုရင်ဥမာလေးကပါတယ်တော့ပုတ်သောမျိုးစေ့ဟာမြေကောင်းနဲ့တွေ့တော်လည်းပဲပျက်စီးသွားတယ်လို့မကြီးပွားနိုင်တယ်လို့မပေါက်ရောက်နိုင်တယ်လို့သူတော်ကောင်းတရားနဲ့မကြီးပွားနိုင်ဘူးဟုတ်လားစောစောကပြောရတဲ့ကောဒမက္ခလာဘတက္ကာရကိုနော်အလေးကရုမထားဘဲနဲ့သူတော်ကောင်းတရားကိုအလေးကရုထားပြီးတော့နေမယ်ဆိုရင်တော့နော်ဆေးပင်ဟာမြေကောင်းနဲ့တွေ့တဲ့အခါမှာအစမတန်နော်ကြီးထွားသွားတယ်လို့ကြီးပွားသွားတယ်လို့နော်အဲ့ဒီပုဂ္ဂိုလ်ဟာသူတော်ကောင်းတရားဖြင့်ဘာဖြစ်သွားမှာတော့ကြီးပွားသွားပြီလို့ဟောတာဟုတ်လားဒါဒီကနေ့ဘုန်းဘုန်းတို့ဂါရဝမင်္ဂလာနဲ့ပတ်သက်ပြီးတော့ပြောခဲ့တဲ့နော်စကားတွေရဲ့အနှစ်ချုပ်ပေါ့နော်ဒါကြောင့်ဂါရဝတရားရှိထားပြီးတော့နော်ဂါရဝတရားကြောင့်ရနာမဲ့အကျိုးရလဒ်တွေကိုရအောင်ယူနိုင်ကြဖို့မလိုဘူးလားဒါကြောင့်ဘုန်းဘုန်းတို့အထူးသဖြင့်နော်သူတော်ကောင်းတရားရဲ့ပေါ်မှာနော်အလေးကရုပြုပြီးတော့ယုံသေးတဲ့စိတ်လေးစားတဲ့စိတ်တန်ဖိုးထားတဲ့စိတ်နဲ့နော်သူတော်ကောင်းတရားကိုသိအောင်လုပ်နိုင်ကြမယ်ဆိုရင်တော့ဂါရဝမင်္ဂလာအထွတ်အထိပ်တီတောင်ရောက်သွားနိုင်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒီလိုမျိုးသူတော်ကောင်းတရားကိုလေးပြုရမယ်လို့ပြောလို့နော်အသက်ကြီးတဲ့ပုံကိုယ်တွေဦးကြီးဦးလေးဘာကြီးဘာတွေဟုတ်လားအကိုတွေအမတွေဒါတွေပေါ်မှာလေးစားကြရမလို့ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်အဲ့ဒါလည်းပဲဘာလို့ရမှာတော့ယုံသေးမှုလေးစားမှုရှိရမှာပဲဟုတ်လားဒါကြောင့်ဘုံဘုံတို့ဒီဂါရဝနဲ့ပတ်သက်ပြီးတော့စဉ်းစားတရားလေးတွေဖြစ်အောင်ပြောပါတယ်နော်ဒါကြောင့်ဂါရဝမင်္ဂလာနဲ့ပြည့်စုံအောင်ကြိုးစားပြီးတော့နော်အကျိုးကျေးဇူးကိုခံစားနိုင်ကြတဲ့နောက်ဆုံးမဲ့ဉဏ်ပူဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိနော်သူတော်ကောင်းစိတ်ဓာတ်တွေမြင်မာကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုံဘုံတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ဉဏ်ပူဉဏ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း